သာသနာတော်နှစ်2559နှစ်ကောဇာတက္ကရာ1385ခုနှစ်ဆောင်းမုန်းလပိကျော်13ရက်2013ခုနှစ်နိုဝင်ဘာလ30ရက်မန္တလေးတိုင်းဒေသကြီးမဟာအောင်မြေမြို့နယ်စိန်ပန်းတန်လျက်မော်ရှိရပ်ခွဲအဝေရာရမရံကင်းကျောင်းတိုက်၌စိန်ပန်းတန်လျက်မော်နယ်လုံးဆိုင်ရာရွှေရှင်နိကာယဝိနည်းပြန်ဌာန၏အကျယ်30မြောက်ရွှေရှင်နိကာယဝိနည်းသောတကစာတော်ပြန်ပွဲအထိတ်မှဖြစ်ဆင်းရင်ကျင်းပပြုလုပ်အပ်သည့်ဓမ္မသဘင်အခမ်းအနား၌မန္တလေးမြို့36လမ်းကွမ်းကြံကျဦးဝင်းဆွေဒေါ်တင်တင်ခိုင်သမီးမဆန္ဒီဝင်းဆွေသားမောင်ဥက္ကဝင်းဆွေမောင်သွန်းထက်ဝင်းဆွေမန်းရွှေလီကုမ္ပဏီမိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောလောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်အပိုင်း16တရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာတိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတ္တာယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထအခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်အဘေမေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာအသက်ချင်းလက်အင်္ဂါမေတ္တာကြီးမာသမိသာနှင့်တထာဇနီစွန်ကြီးကြီးဟုကျက်တိထဝယ်ငါးသွဲအစုအလုံးခဲရင်သောမူတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကိုအာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝဒါနံချိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကသောတတ္တဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မှာကရုဏာရှင်ဖြစ်တော်မူသောတသနာတတဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မဲ့တွေဖြစ်ပါစေတည်းလောကသားတို့အတွက်မြတ်ဗုဒ္ဓဤကြိုးပမ်းချက်အပိုင်း16 35နှစ်အရွယ်မှာဘုရားဖြစ်သို့ရောက်ပြီးတဲ့ချိန်ကစပြီးမဟာဗောဓိပတ်ဝန်းကျင်မှာ49ညတာမြအပန်းဖြေနားနေပြီးမကြာမီပင်မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာပါရဏသီဘက်သို့ခရီးထွက်ပြီးတရားဥဒ္ဓမစကြာကိုဟောကြားခဲ့တယ်ဆိုတာဗုဒ္ဓဝိသဝေနေအလုံးသိရှိထားကြအဲ့ဒီချိန်ကစပြီးတော့လောကသားတို့ရဲ့အတွက်မြတ်ဗုဒ္ဓဟာမနာမနေကြိုးပမ်းအထုတ်ခဲ့ဒီလိုကြိုးပမ်းအထုတ်တဲ့အခါမှာ
အခက်ခဲတွေမရှိတာမဟုတ်ဘူးအများကြီးခက်ခဲတွေကြုံရတယ်။တာမန်လူတွေအခက်ခဲကြုံတာဘာဟုတ်လဲ။မြတ်စွာဘုရားသခင်ကိုရောမြတ်တော်လောကသားတို့အတွက်အများကောင်းကျိုးဆောင်ရွက်တဲ့နေရာမှာအခက်ခဲတွေဆန့်ကျင်ဘက်တွေအများကြီးကြုံရတယ်ပေါ့။အဲဒီလိုကြုံရတဲ့အခက်ခဲတွေနဲ့ပတ်သက်လာတဲ့အခါမြတ်စွာဘုရားဟာအစွမ်းတကူပြပြီးတော့ဖြည့်ရှင်းဆုံးဖြတ်သွားတာမဟုတ်ဘူးလူသားတစ်ယောက်အနေနဲ့သိခံခြင်းခွင့်လွှတ်ခြင်းဆိုတာတွေနဲ့အခက်အခဲတွေကိုကြော်လွှားခဲ့တာဖြစ်တယ်ဘုန်းကြီးတို့တွေအတွက်သင်္ကန်းစာယူစရာတွေကြီးပဲဖျားဆိုလို့လူတွေကထင်ကြလိုက်မယ်အခက်အခဲဘာမှမရှိဘူးအားလုံးဟာတကူနဲ့ပဲဖြည့်ရှင်းသွားတယ်လို့ဒီလိုထင်မှာမဟုတ်ဘူးမြတ်စွာဘုရားဟာလူသားတစ်ယောက်ဖြစ်သည့်အားလျော်စွာတာမန်လူသားတော့မဟုတ်ဘူးအသိဉာဏ်ထက်မြက်ပြီးအကျဉ်းတရားကြီးမားတဲ့လူသားတဦးသာလင်ဖြစ်တယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကိုအစ္စရိယမနုဿလို့အံ့ဩဖွယ်ကောင်းတဲ့လူသားတစ်ယောက်ဘာကြောင့်အံ့ဩဖွယ်ကောင်းတာတုံးဆိုရင်အကျဉ်းတရားလည်းသူများတဲ့ကြီးမားတယ်ပညာတရားကလည်းသူများတဲ့ကြီးမားတယ်ဘယ်သူမှမတုရှင်နိုင်လောက်အောင်အကျဉ်းနဲ့ပညာကြီးမားလို့မြတ်စွာဘုရားအံ့မွယ်လူသားလို့ဒီလိုပြောတာအဲ့ဒီမြတ်စွာဘုရားရဲ့စွမ်းဆောင်မှုတွေကိုဘုန်းကြီးတို့တွေကြီးညိုကြရအောင်လို့လောကသားတို့ရဲ့အတွက်မြတ်ဗုဒ္ဓရဲ့ကျိုးပန်းချက်ဆိုတာ45နှစ်တာကာလဘုရားဖြစ်တော့ရောက်ပြီးတဲ့နောက်မှာလောကကြီးခရီးထွက်ပြီးတော့မြတ်စွာဘုရားဒီပိုးရွယ်ဆောင်တော်မူခဲ့အမျိုးမျိုးကြုံခဲ့ရတယ်ဆန့်ကျင်ဘက်တွေဆွဆွဲမှုကြီးက2ကြိမ်ကြုံခဲ့ရတယ်အကြီးအကျယ်ဆွဆွဲမှုလောက်ကြံတပ်ဖြတ်မှုဆိုတာ3ကြိမ်ကြုံရတယ်ပေါ့မြတ်စွာဘုရားကအထင်ရှားဘယ်လိုပဲအခက်ခဲတွေဖြစ်ဖြစ်မြတ်စွာဘုရားသိခံခြင်းခွင့်လွှတ်ခြင်းဆိုတဲ့မိမိရဲ့နှလုံးထဲမှာရှိနေတဲ့လက်သုံးတရားနဲ့ပဲအောင်မြင်ကျော်ဖြတ်ခဲ့တာဒါကြောင့်ကိုရောမြတ်ရဲ့အဆုံးအမထဲမှာကြည့်အကောရိဏစီလေကောရံဒေါသကိုသိခံခြင်းဖြစ်လာနိုင်ယူပါလို့မြတ်စွာဘုရားကိုယ်တွေ့ကိုဟောတဲ့တရားတွေဒါတွေကအတ္တာတုံသာဓုနာစီလေမကောင်းတဲ့လူကိုလည်းကိုကကောင်းတဲ့ဘက်ကနေစံနမူနာပြပြီးအနိုင်ယူပါလို့ဒီလိုဆိုတာပဲနော်လောကလူတွေကမကောင်းတဲ့လူတွေကိုမကောင်းတဲ့နည်းနဲ့ပဲတုံ့ပြန်ခြင်းကြတယ်ဒေါသကိုဒေါသနဲ့တုံ့ပြန်ခြင်းကြတယ်ဒီလိုမဟုတ်ဘူးလောကလူသားတွေရဲ့အတွေ့အထဲမှာထုံနဲ့ဓာနဲ့ဆိုတာမျိုးပဲတုံ့ပြန်ခြင်းကြတာနော်မြတ်စွာဘုရားရဲ့တုံ့ပြန်မှုကဒီလိုမျိုးမဟုတ်ဘူးအဒန္တေနအတ္တထေနဆိုတာဒုဒ္ဓမကင်ပဲနဲ့မြတ်စွာဘုရားလောကသားတွေလိမ္မာယဉ်ကျေးသွားအောင်ဇွမ်းရှိခဲ့တယ်တကူဆိုတာအသုံးပြုတာမဟုတ်ဘူးမြတ်စွာဘုရားအသုံးပြုတဲ့အစွမ်းတကူဆိုဒီမှာမေတ္တာနဲ့ကရုဏာနဲ့ခန္တီနဲ့အဲ့ဓာတွေရဲ့အစွမ်းတကူသာလည်းဖြစ်တယ်ပေါ့တခြားစွမ်းတကူတွေနဲ့ဖန်ဆင်းပြီးအနိုင်ယူတာမျိုးမဟုတ်ဘူးသိခံခြင်းခွင့်လွှတ်ခြင်းကျင်နာတနာခြင်းဆိုတာတွေနဲ့ပဲမြတ်စွာဘုရားလောကသားတွေကိုယဉ်ကျေးအောင်ဆုံးမတော်မူခဲ့တာယဟန်တော်တွေကိုလည်းဆုံးမဩဝါဒပေးတယ်စွမ်းတကူတွေမပြကြနဲ့အဋ္ဌိပါတိဟာရိယဆိုတဲ့အံ့ဩဝယ်တွေလုပ်ပြီးတော့မပြနဲ့အဲ့ဒီနည်းနဲ့စီယုံလို့မရဘူးအာရိဒနာပါတိဟာရိယဆိုပြီးတော့လူတယောက်ရဲ့စိတ်ကိုအတတ်သိပြီးတော့သူ့ရဲ့ရှုပ်ဝဲချက်တွေကိုဖော်ထုတ်တဲ့နည်းနဲ့လည်းပဲအံ့ဩဖွယ်လုပ်ပြီးတော့မစည်းရုံးနဲ့တဲ့တကယ်အစ်စ်မှအကောင်းဆုံးအပြစ်ကင်းဆုံးနဲ့အအောင်မြင်ဆုံးကတော့အနုတတတိပါတိဟာရိယလို့ခေါ်တယ်ဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဘယ်လိုမတွေးနဲ့ဘယ်လိုတွေးဘာလုပ်ဘာမလုပ်နဲ့ဆိုတဲ့သွန်သင်ဆုံးမမှုဟာအမတန်မှအစွမ်းထက်တယ်လို့မြတ်စွာဘုရားကိုယ်တိုင်ကအနုတတတိပါတိဟာရိယကိုပဲအသုံးချခဲ့တာဖြစ်တယ်ပေါ့ဒါကြောင့်
အခက်ခဲမှန်သမျှမြတ်စွာဘုရားသခင်ကိုရောမြတ်ကြော်ဖြတ်နိုင်ခဲ့တာကြည့်ပဲအကုန်လုံးခုလည်းပဲမြတ်စွာဘုရားလောကသားတို့ရဲ့အကျိုးစီးပွားကိုဆောင်ရွက်ဖို့ဆိုပြီးပထမဝါဣတိပတနာမှာဝါဆိုတယ်ဣတိပတနာဝါဆိုပြီးတော့ဝါကျွတ်ထန်တဲ့ခရီးထွက်ဥရဝေလတောဘက်ခရီးထွက်ပြီးတော့ကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်တွေကိုတရားဓမ္မဟောပြောသိခံစီယုံပြီးမြတ်စွာဘုရားအမှန်တရားကိုသိစေဖို့ကြိုးစားအထောက်ခဲ့ဒုတိယဝါတတိယဝါစတုထဝါရာဇဂုမြို့မှာပဲတရင်သုံးနေထိုင်ခဲ့နောက်ဆုံးမှာမြတ်စွာဘုရားဆွေတော်မျိုးတော်တွေစီသွားတဲ့အချိန်မှာတောင်မှပဲဆန့်ကျင်ဘက်တွေကြုံရသေးတာအထင်သေးမှုမလေးမစားလုံးမှုဆိုတာတွေကြုံနေအဲ့ဒါလို့မြတ်စွာဘုရားရဲ့ဘဝမှာခက်ခဲတွေဘယ်လိုပဲကြုံသိခံခြင်းခွင့်လွှတ်ခြင်းနဲ့သွားတာကိုးဝမြောက်တဲ့အခါကျတော့နဝမံကောတံဘိယံလို့ဆိုတဲ့အတိုင်းကိုးဝဆိုတာမြတ်စွာဘုရားရဲ့တတ်တော်ဟာဒီ43နှစ်ထဲရောက်သွားပြီပေါ့နော်တတ်တော်43နှစ်ဆိုအမှန်တမ်းကောင်းတဲ့အရွယ်ပေါ့အဲ့ဒီအရွယ်မှာမြတ်စွာဘုရားကောသံဘိပြည်ကိုကြွလာဘာဖြစ်လို့ကြွလဲလို့ဆိုကောသံဘိမှာထင်ရှားတဲ့တထေးကြီး3ဦးကတာဝတိမြို့ကိုလာပြီးတော့မြတ်စွာဘုရားကိုသူတို့ကိုယ်တိုင်လာပြီးတော့ပင့်သွားကြတယ်ကောသံဘိပြည်ကိုအုပ်ချုပ်နေတဲ့ဥတေနမင်းကပင့်တာမဟုတ်ဘူးမင်းဆိုးရာဇာကပင့်တာမဟုတ်ဘူးတထေးကပင့်တာတာဝတိပြည်ကြွတော့ကလည်းပဲကောသလမင်းကြီးကပင့်တာမဟုတ်ဘူးအနာရဘိန်တထေးကပင့်တာအဲ့ဒါလို့နဲ့တရားရီအကျိုးအတွက်လက်ခံပြီးမြတ်စွာဘုရားလောကမှာဒေသစာတွေကြွချီးပြီးတော့ကောင်းကျိုးချမ်းသာတွေရအောင်ကြိုးပမ်းအားထုတ်တော်မူခဲ့တာနာနေခြင်းမပြုဘူးအတ္တမဗုဒ္ဓဂိစ္စ5ပါးလို့ဆိုတဲ့မှာဖော်ပြထားတာမြတ်စွာဘုရားမှာနားချိန်ဟာအတ္တမနေပြီးတော့ကြိုးစားအားထုတ်တယ်45နှစ်တာကာလမှာအလုပ်တွေအများကြီးပြီးအောင်ကြိုးစားအထုတ်တယ်တရားဟောစရာရှိလို့ရှိရင်ဘလောက်ပဲဝေးလံကြွသွားတာပဲကြွသွားတဲ့အခါမှာအရေးတကြီးသွားရတဲ့အခါမျိုးရှိတယ်ဖြည်းဖြည်းတက်တာသွားရတဲ့အခါမျိုးရှိတယ်အရေးတကြီးသွားရပြီဆိုတဲ့အခါကျတော့မြတ်စွာဘုရားယမယခာစိတ်တဂမနလို့ခေါ်တယ်စိတ်အသွားနဲ့သွားတာမျိုးတွေရှိတယ်စိတ်သွားတယ်ဆိုတာဒီနေရာမှာရုပ်ခန္ဓာကိုယ်ကြီးကပျောက်ပြီးတော့ဟိုနေရာမှာဘွားကနေပေါ်သွားတဲ့ဟာမျိုးပေါ့နော်ကိုွေးထားတဲ့လက်လေးကိုဆန့်လိုက်တယ်လို့ပဲဒီနေရာမှာပျောက်ပြီးတော့သွားလို့တဲ့နေရာရောက်သွားတာစိတ်တကမနာကာယကမနာဆိုတာဖြည်းဖြည်းပဲလမ်းလျှောက်ပြီးတော့ရဟန္တာငါတွေခြံရံပြီးလမ်းခရီးမှာရှိသမျှလူတွေတရားဓမ္မဟောပြောသူတို့ရဲ့ကောင်းကျိုးချမ်းသာတွေကိုရရှိစေပြီးတော့ကြွလာလောကလမ်းမှာတွေ့တဲ့ပုဂ္ဂိုလ်တွေကဘုရားကိုကြည်ညိုတဲ့ပုဂ္ဂိုလ်တွေရှိတယ်မကြည်ညိုတဲ့ပုဂ္ဂိုလ်တွေရှိတယ်ကြည်ညိုလေးစားတဲ့ပုဂ္ဂိုလ်တွေဟာလက်ဥကလေးတစ်ချိန်လောက်ခြေလိုက်တာနဲ့ပဲကောင်းကျိုးချမ်းသာတွေရပြီးတော့တည်တည်ချမ်းမဲ့မှာနတ်ပြည်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲသို့တော့မြတ်စွာဘုရားကိုဆန့်ကျင်တဲ့ပုဂ္ဂိုလ်တွေကြတော့ဒါကမြတ်စွာဘုရားရဲ့တာဝန်မဟုတ်ဘူးမြတ်စွာဘုရားဘက်ကမှားယွင်းတာမဟုတ်ဘူးသူတို့ဘက်ကမှားယွင်းတဲ့နှလုံးသွင်းတဲ့မြတ်စွာဘုရားကိုဆန့်ကျင်ကြတာဆန့်ကျင်တဲ့ပုဂ္ဂိုလ်ကဘာနဲ့ဥပမာတူတုံးဆိုရင်မြစ်ရည်ဆိုတာမြစ်ဆိုတာသူကသူစီးနေတာပဲလူတွေရဲ့ကောင်းကျိုးချမ်းသာပေးဖို့လောကမှာမြစ်ကြီးတွေဟာစီးဆင်းနေတယ်သို့တော့အဲ့ဒီမြစ်ကြီးတွေဆင်းပြီးတော့မြေနစ်လို့တည်တဲ့ပုဂ္ဂိုလ်ဟာမြစ်ရဲ့အပြစ်မှမဟုတ်တာဆင်းတည်တဲ့ပုဂ္ဂိုလ်ရဲ့အပြစ်သာဖြစ်တယ်ပေါ့အခုလည်းပဲမြတ်စွာဘုရားကိုတွေ့လို့ကြီးညိုလေးစားပြီးလက်ဥချီတဲ့ပုဂ္ဂိုလ်ကြီးကောင်းကျိုးချမ်းသာရတယ်လို့ဘုရားကိုဆန့်ကျင်တဲ့ပုဂ္ဂိုလ်တွေကြတော့လေထိုဆန့်ကျင်တဲ့သူတို့ရဲ့လောက်ရကသူတို့ကိုပြန်ပြီးတော့ဒဏ်ခတ်တာဘာနဲ့တူတယ်လဲဥပမာတစ်ခုပြောရမယ်ဆိုလို့ရှိရင်နိုင်ငံကြီးဟာသူ့ဘာသူခိုင်မာကြန့်ခိုင်တော့နေတဲ့နိုင်ငံကြီးကိုခေါင်းနဲ့ဝင်တိုက်ရင်နိုင်ငံကမာလို့
ဒီလူသေရတာလို့ပြောလို့မရဘူးတိုက်လို့သေတာပဲနာယံရဲ့အပြစ်မဟုတ်ဘူးခေါင်းနဲ့ဝင်ဆောင်းတဲ့လူရဲ့အပြစ်သာလည်းဖြစ်တယ်ပေါ့လောကကြီးမှာဒီလိုပဲရှိမြတ်စွာဘုရားကိုဆန့်ကျင်မဲ့လှုပ်တာဆန့်ကျင်မဲ့လှုပ်သူရဲ့နှလုံးသွင်းမမှန်ကန်မှုသူ့ရဲ့အကုသိုလ်နဲ့သူ့ဟာသူသွားတာမြတ်စွာဘုရားမှာဒီလူဒုက္ခရောက်ပါစေဆိုတာမရှိဘူးသူတို့ကိုယ်တိုင်ဖန်တီးတဲ့ဒုက္ခသူတို့ခံစားသွားရတာဖြစ်တယ်ပေါ့အဲ့ဒါလို့လောကအကျိုးတည်ဖို့အတွက်တာဝတိမြို့ကနေပြီးတော့9ဝမြောက်တက်တော်43နှစ်အရွယ်မှာကောသမိပြည်ကိုကြွတယ်အဲ့တော့ကောသမိပြည်ကြွတဲ့အခါမှာမြတ်စွာဘုရားအားလုံးကကြိုဆိုကြတာလက်ခံကြတာမဟုတ်ဘူးကောသမိပြည်မြို့မှာနေကြတဲ့ပုဂ္ဂိုလ်တွေဘုရားရောက်လာတာနဲ့တပြိုင်နက်ဆန့်ကျင်ဘက်တစ်ခုဟာကျွတ်တင်ပြီးတော့ရောက်ရှိနေတဲ့ကဲလို့မြတ်စွာဘုရားကောသမိပြည်ရောက်လာတာနဲ့တပြိုင်နက်ဘာလောက်ခံရတယ်လဲလို့ဆိုလို့ရှိရင်ချောင်းမြောင်းပြီးတော့ခဲနဲ့ထုတာတို့ဆဲရေးတာတို့ဒါမျိုးတွေနဲ့အရင်ကြုံရနော်လောကလူသားတွေဟာမလူမုန်းထားတဲ့စိတ်တွေနဲ့မြတ်စွာဘုရားကိုယံလုံးကြတာဘယ်သူကဥဆောင်ပြီးတော့အားပေးအားမြောက်လုပ်နေတယ်လဲဆိုရင်ဥဒိဏမင်းရဲ့မိဖုရားဖြစ်တဲ့မာဂန္ဒီဆိုတဲ့သူကဥဆောင်ပြီးတော့မြောက်ပေးနေငွေကြေးဒနာပေးပြီးတော့ကလေးကဝလမ်းပေါ်ကလူတွေရဟန်းတန်ဃာတွေကြွလာလို့ရှိရင်ဆဲရေးတိုင်းထွာဒီမှာမနေဝန်းအောင်ချင်းချောက်မှုတွေပြုခဲ့တယ်ဟောမြတ်စွာဘုရားရဲ့တပည့်သားတွေဟာကောသမိပြည်မှာချင်းချောက်မှုကိုခံခဲ့ရတယ်ပေါ့အဲ့ဒါလို့ချင်းချောက်မှုခံခဲ့ရတဲ့အချိန်မှာလဲကြည့်တယ်ရှင်နန္ဒမထေရမြတ်ကအရှင်ဘုရားတဲ့တပည့်တို့မြို့ထဲဆွမ်းခံသွားတော့လူတွေကဆဲကြတယ်ဆဲတဲ့အုပ်စုတွေရှိနေတယ်တပည့်တို့စန့်ကျင်မဲ့လုပ်နေတဲ့ပုဂ္ဂိုလ်တွေချင်းချောက်တယ်မလုပ်မယ်ညာလုပ်မယ်နဲ့ချင်းချောက်တယ်အဲ့တော့ဒီမှာမနေရင်ကောင်းမယ်တပည့်တို့တခြားသွားကြရအောင်ပေါ့မြတ်စွာဘုရားကရှင်းရှင်းလေးပဲမေးတယ်အန္တနာဟုတ်ပါပြီဒီကနေတခြားသွားအဲ့ဒီကဆဲရင်ရောဘယ်လိုလုပ်မလဲဆိုတော့အဲ့ဒီကဆဲတော့လေတပည့်တော်တို့တဏှာရွှေ့တာပေါ့ဗျာဆိုတော့အဲ့လိုဆိုလို့ရှိရင်လောကကြီးမှာလူတော်လူကောင်းနဲ့လူဆိုးဘယ်ကများနေတုံးဆိုလူဆိုးကများဟိုနေရာရောက်လဲဆဲခံမှာပဲဒီနေရာရောက်လဲဆဲခံဆဲလို့ထွက်ပြေးတိမ်းရှောင်နေရင်မဆုံးနိုင်ဘူးတဲ့ဒီနေရာဖြစ်တဲ့ပြဿနာဒီနေရာမှာပဲငြိမ်းအောင်လုပ်သင့်တယ်လို့မြတ်စွာဘုရားနိလန်းတစ်ခုဆုံးမဩဝါဒပေးတာကောသမိပြည်မှာဖြစ်တဲ့ပြဿနာကောသမိမှာပဲငြိမ်းရမယ်အဲ့ဒါကြောင့်မို့မြတ်စွာဘုရားဟာရှင်နန္ဒာရဲ့အတွေးကိုလက်မခံပဲကောသမိပြည်မှာဆက်ပြီးသတင်းသုံးတော့တဖြည်းဖြည်းနဲ့ချင်းချောက်တဲ့လူတွေဆဲရဲတဲ့လူတွေဟာပပျောက်သွားတာပဲပေါ့ဒါကပထမဆုံးကြုံတွေ့ရတဲ့အခက်အခဲတစ်ခုပဲဒုတိယပြဿနာတစ်ခုကြုံလာပြန်တယ်ကောသမိပြည်မှာဝါဆိုပြီးတော့ကောသမိပြည်မှာသတင်းသုံးတဲ့အချိန်ဘာဖြစ်လဲလို့ဆိုဒါကြတော့မိမိရဲ့တပည့်တာဝကယဟန်တွေအတွင်းမှာမညီမညွတ်နဲ့ခိုက်ရန်ဖြစ်ကြတယ်ငင်းခုန်မှုဖြစ်ရတဲ့ပြဿနာတစ်ခုပဲအဲ့ဒီပြဿနာနဲ့ပတ်သက်ပြီးတော့ဝီနီးမဟာဝကပါဠိမှာလည်းပဲကောတံဘက်ခန္ဓကလို့ဆိုပြီးတော့မှတ်တမ်းတင်ထားတယ်တော်တော်ပြည့်ပြည့်စုံစုံမှတ်တမ်းတင်ထားတယ်ကောသမိပြည်ယဟန်တွေဟာမပြောပတ်လောက်တဲ့ကိစ္စလေးတစ်ခုပေါ်မှာအငြင်းချင်းများကြတာတွေရှိတယ်ပေါ့ဒါတွေကတော့လူလောကမှာဖြစ်လိဖြစ်ရှာရှိတဲ့ကိစ္စတွေပါတယောက်နဲ့တယောက်အချင်းများကြတာမိသားစုထဲမှာလည်းဖြစ်တတ်တာပဲရက်ွက်ထဲမှာလည်းဖြစ်တတ်တာပဲအဖွဲ့အသင်းတွေထဲမှာလည်းဖြစ်တတ်တာဒါတွေကဘယ်နေရာမှာပဲဆိုအငင်းပွားပြီးတော့ဖြစ်ကြတာမျိုးတွေကလောကကြီးမှာအင်တမရှိတယ်ဒီထဲမှာမညင်ညွတ်မှုဆိုတဲ့မညင်ညွတ်မှုဟာလောကမှာရှိတဲ့လူတွေတဲ့ကတခြားလူတွေအကြောင်းတော့မကြဘူးပေါ့မညင်ညွတ်တဲ့ထဲမှာတော့မြန်မာလူမျိုးတွေကတော်တော်နာမည်ကြီးတယ်လို့ဆိုတာကဘာကတောင်သိနေတယ်နော်တော်တော်သိမြန်မာတွေဟာမညင်ညွတ်ဘူးဆိုတော့ဘာလို့လဲဆိုတနေ့ကတလောဟာတယ်ပဲ
ရန်ကုန်သွားတော့မဟာချူလန်လန်ကွန် University ကမြို့သမီးတယောက်ပါမောက္ခမြို့သမီးတယောက်ဗမာပြည်လာပြီးတော့ပညာရေးစီးပွားရေးကို research လာလုပ်တယ်မေးတယ်မြန်ပညာရေးတော့ဘာသာရေးနဲ့ပတ်သက်တဲ့ပညာရေးတော့ငါပြောမယ်လောကီပညာရေးငါမပြောနိုင်ဘူးမပြောဘူးစီးပွားရေးလည်းငါနဲ့ဆိုင်ဘူးငါမပြောဘူးပညာရေးမေးချင်တော့လာခဲ့တော့ဆိုပြီးမေးကျိုးကြောင်းနေဘာသာတရားနဲ့ပတ်သက်တဲ့ပညာရေးတွေအကြောင်းရှင်းလင်းဖော်ပြပြောဆိုပြီးတော့နောက်ပိုင်းအလွတ်စကားပြောတဲ့အခါမှာအဲ့ဒီအမျိုးသမီးကဘာတော့ဆိုဘာမေးတော့ဆိုရှင်ဘုရားတဲ့ဗမာပြည်မှာဗမာတွေမငြိကျွတ်ဘူးလို့ကြားတယ်တဲ့ဤဟုတ်တယ်လို့ဘာကြောင့်လုံးနဲ့သူကပြောဘာကြောင့်မှမဟုတ်ဘူးတို့လူမျိုးတွေရဲ့သွေးသားကြောင့်ဖြစ်တာလို့ပြောတယ်ဗမာလူမျိုးတွေက one man show နဲ့ hero တွေကြီးပဲလို့အကုန်လုံးဘယ်ကိစ္စပဲဖြစ်ဖြစ် one man show တကိုယ်ကောင်းလုပ်ကြတယ်နော် hero တွေတကယ်သူရဲကောင်းတွေပဲလို့တို့ဗမာပြည်ကလူတွေကနော်တယောက်တယောက်ထူးချွန်ပြီးစုပေါင်းလက်တွဲလုပ်တဲ့အကျင့်အမှန်တမ်းအားနေတယ်လက်တွဲပြီးလှုပ်ဆောင်မှုအားနေတယ်သူတဲ့ငါတာဖို့အတွက်စ조사ကြတာ one man show ပေါ့တယောက်တည်းကောင်းတာကိုပြချင်နော်ဖွဲ့အသင်းနဲ့အောင်မြင်တာကိုမလိုချင်ဘူးတယောက်တည်းကိုလိုချင်တယ်တို့စီကဟီးရိုးတွေများတယ်လို့အဲ့ဒါလိုပဲဖြေလိုက်တော့ရင်းနေတယ်သူဟာသူဟုတ်တယ်ဒါဟာညီညွတ်မှုဆိုတာမြတ်စွာဘုရားသခင်ကိုရမြတ်ကိုယ်တိုင်ကလည်းပဲညီညွတ်မှုကိုလေးထားခဲ့တယ်မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးတော့ပထမဆုံးပြည်တော်စုသမ္မတမြန်မာနိုင်ငံတည်ထောင်တဲ့အချိန်မှာ Imbalance လို့ခေါ်တဲ့နိုင်ငံတော်တစိတ်ထဲမှာဘာပါတော့ဆိုသမက်ကဏ္ဍတပောတုခောဆိုစာတန်းကြီးပါတယ်အဲ့တော့နော်သမက်ကဏ္ဍတပောတုခောညီညွတ်သူတို့ရဲ့အကျင့်ဟာချမ်းသာကြောင်းဖြစ်တယ်ဆိုတဲ့စကားကြီးပါတယ်ဒါပေမဲ့နောက်ပိုင်းတော့အဲ့ဒီစာတန်းဟာပျောက်ပြက်သွားပြီမရှိဘူးအဲ့တော့ညီညွတ်ဖို့ဆိုတာတော့လိုအပ်တာတော့မှန်တာပဲသို့တော့လူတွေဟာနာနာဆန္ဒနာနိစ္စတရားစိတ်ဆန္ဒချင်းကမတူကြဘူးအတွေးတွေကမတူကြဘူးမတူတဲ့အတွေးတွေပေါင်းစပ်ထားဖို့ဆိုတာတော့ခဲနေဝမ်မင်းရှိုးဟီးရိုးဆိုတဲ့စိတ်ဓာတ်တွေရှိနေရင်ကတော့ပို့ပြီးတော့စုစည်းလို့ခက်ခဲတာပေါ့အဲ့ဒီမှာမြတ်စွာဘုရားရဲ့တပည့်တာဝကတွေထဲမှာလည်းပဲဒီပြဿနာလေးမဖြစ်စလောက်ပြဿနာလေးကနေပြီးစိတ်ဝမ်းကွဲပြားမှုတွေတစ်ချိန်လုံးဖြစ်ခဲ့တာအဲ့ဒီဖြစ်တဲ့အချိန်မှာဒီနေရာမှာဖြစ်တာကသဘာဝမဟုတ်ဖြစ်တာကသဘာဝမဟုတ်မထူးဆန်းဘူးလို့ပြောရဘယ်နေရာဖြစ်ဖြစ်အကွဲပြဲဆိုတာရှိမှာပဲသို့တော့မြတ်စွာဘုရားရဲ့ယတ္တိမှုဟာအလွန်မှတ်သားစရာကောင်းတယ်ဒီလိုနှစ်ဦးကွဲလာပြီးနှစ်ဖွဲ့ဖြစ်သွားပြီဆိုတဲ့အချိန်မှာမြတ်စွာဘုရားဟာဘယ်လိုယတ္တိခဲ့တယ်ဆိုတာကိုမှတ်သားပြီးတော့မြတ်စွာဘုရားဟာကြည်ညိုလို့မဆုံးနိုင်တော့အောင်လူသားဆန်တဲ့သိခံခြင်းခွင့်လွှတ်ခြင်းအကျဉ်းတရားကြီးမားခြင်းအမျှော်မြင်ကြီးမားခြင်းဆိုတဲ့ဂုဏ်တွေဟာအံ့ဩဝေရာတွေ့ရတယ်ပေါ့။တာမန်ပုဂ္ဂိုလ်ဆိုရင်မှန်တာပဲမှန်တာငါလုံးမှာပဲဆိုတဲ့လူတွေကအများကြီးပဲရှိတယ်နော်။မှန်တာဆိုမြတ်စွာဘုရားသခင်ကိုရောမြတ်စကားပြောတာပဲကြည်အောင်လေ။ဘုရားပြောတဲ့စကားမှာလူတွေပြောလို့ရှိတဲ့စကား၄မျိုးတည်းကမြတ်စွာဘုရားစကား6မျိုးတည်းကမြတ်စွာဘုရားစကား2မျိုးပဲပြောတယ်2မျိုးဆိုတာဘာလဲမှန်လဲမှန်ရမယ်အကျိုးလည်းရှိရမယ်ဒါဟာအခြေခံထားတာမြတ်စွာဘုရားနှုတ်တော်ကထွက်တဲ့စကားသည်မှန်ရမယ်အကျိုးရှိရမယ်သို့တော့ကြိုက်တဲ့လူရှိမယ်မကြိုက်တဲ့လူရှိမယ်ဟောဒီနှစ်ခုတော့ကွဲပြားသွားတယ်စကားမှာကြိုက်ခြင်းကြိုက်မကြိုက်ခြင်းနေမှန်တယ်အကျိုးရှိတယ်မြတ်စွာဘုရားပြောတဲ့စကားမှာဒီလိုသို့တော့မှန်လဲမှန်တယ်အကျိုးလည်းရှိတယ်လူလဲကြိုက်တယ်ဆိုတဲ့စကားကိုမြတ်စွာဘုရားအမြဲတမ်းပြောတာလားဆိုဘယ်ပြောမှာတော့ဒီစကားမျိုးတောင်မှမြတ်စွာဘုရားယရိဒံတတ္တရကာယုတာချိန်ခါလိုက်မှပြောတာနော်ချိန်ကြည့်သေးတာဆိုလိုတာကမှန်လဲမှန်တယ်အကျိုးလည်းရှိတယ်သူများလည်းကြိုက်တယ်ပ
ပြောချိန်တမ်းမှပြောတယ်အဲ့ဒီစကားတောင်မှပဲအချိန်မီပြောတာမဟုတ်ဘူးမှန်လဲမှန်တယ်သို့တော့ပြောခံရတဲ့ပုဂ္ဂိုလ်ကမကြိုက်ဘူးမကြိုက်ပေမဲ့လို့ပြောတဲ့အချိန်မှဆိုရင်ပြောတယ်ဒါမြတ်စွာဘုရားရဲ့သုက္ကတဂုဏ်တော်နဲ့ပတ်သက်ပြီးတော့ကြီးညိုလေးစားစရာအဲ့တော့မြတ်စွာဘုရားဒီလိုသုံးသွားတာဆိုဘုရားရဲ့တပိဋဝကတွေရောဒီနည်းမလိုက်သင့်ဘူးလားလိုက်သင့်တာပေါ့မြတ်စွာဘုရားရဲ့နည်းပဲသူပြောတဲ့စကားဟာမှန်ရမယ်အကျိုးရှိရမယ်သူများကြိုက်ချင်ကြိုက်မယ်မကြိုက်ချင်နေမယ်ပြောသေးရင်ပြောမယ်ဟောပြောတဲ့အချိန်ကြာလာလို့ရှိရင်ပြောဒီလိုဆိုလိုတာပေါ့နော်အဲ့တော့လောကလူသားတွေဟာဒီပြောကြတဲ့အခါမှာအေးငါမှန်တာပြောတာပဲငါမှန်တာပြောတာပဲဆိုတာတခုတည်းနဲ့အချိန်မတန်ပဲနဲ့ပြောလို့ရှိရင်လေကိုပြောတဲ့စကားဟာအောင်မြင်မှုမရနိုင်ဘူးတဲ့မြတ်စွာဘုရားကျတော့မှန်တာပြောတယ်ဆိုတိုင်းမပြောဘူးမှန်ပြီးတဲ့နောက်မှာအကျိုးရှိဘူးလို့အသေးတယ်ပေါ့မှန်တော့မှန်တာပေါ့အကျိုးမရှိတာရှိသေးတယ်လေဘာအကျိုးမှမဖြစ်တဲ့စကားမျိုးဆိုမပြောဘူးပေါ့အဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ယတ္တိမှုဟာအလွန်ကျေနပ်เสียအားရเสียကောင်းတယ်ဒီမှာကောသမေခန္ဓကမှာဒီဇာလန်းလေးကိုမှတ်တမ်းတင်ထားတဲ့အတိုင်းပြောရမယ်ဆိုရင်ကောသမိပြည်မှာမြတ်စွာဘုရားသတင်းသုံးနေတဲ့အချိန်မှာတဲ့ယဟန်တစ်ပါးဟာအဘပြစ်မှုတစ်ခုတင်းရောက်သွားတယ်အဲ့ဒီတင်းရောက်သွားတဲ့ပြစ်မှုကို तू ကအပြစ်ရှိတယ်လို့ तू ပထမယူဆတယ်အဲ့ဒီလိုယူဆတဲ့အချိန်မှာကျန်တဲ့ကိုယ်တော်တွေကဒါလေးကတော့အပြစ်မဟုတ်ဘူးလို့အဘမသိဘူးလို့ယူဆတယ်ပေါ့နော်တခြားကိုယ်တော်တွေကအဘမသိဘူးလို့ယူဆတယ်သူကတော့အဘသိတယ်လို့ယူဆတယ်အများကအဘမသိဘူးလို့ယူဆတဲ့နောက်ပိုင်းရောက်တဲ့အခါကျတော့သူကိုယ်တိုင်ကလည်းပဲအဘမသိဘူးလို့ယူဆလာတယ်အဲ့ဒီလိုယူဆတဲ့အခါကျတော့ကျန်တဲ့ကိုယ်တော်တွေကအဘသိတယ်လို့ယူဆကြပြန်ရောဟောဒါလေးကပြဿနာတစ်ခုဖြစ်သွားတာပေါ့နော်ဒီဟာလေးကစတယ်အဲ့တော့အပြစ်ဆိုတာလဲကြီးမားတဲ့အပြစ်ကြီးမဟုတ်ဘူးမြတ်စွာဘုရားဒီခုခေတ်တွိုင်းလက်ခေါ်တဲ့ဘုန်းကြီးတွေတော့ကုဋိလို့ခေါ်တာဝိသကုဋိပေါ့နော်ဝိသကုဋိဆိုတဲ့တွိုင်းလက်ဝင်တဲ့အခါမှာဒီတန်တဲ့ရေဆိုတာတန့်စင်ဆေးကြောတဲ့ရေရှင်းတော့အခုကတော့စပရေးနဲ့သုံးတာဆိုကိစ္စမရှိဘူးခွက်ကလေးနဲ့သုံးလို့ရှိရင်အဲ့ဒီခွက်ထဲမှာရေချမ်းမထားကြရဘူးဆိုတဲ့စိတ်ကံရှိတယ်ပေါ့နော်ဘာလို့ဆိုနောက်ပုဂ္ဂိုလ်အတွက်ဒီအကျွင်းကြံထားခဲ့တယ်ဆိုမကောင်းဘူးပေါ့ဒါကိုစိတ်ကံတစ်ခုအနေနဲ့ပြည့်ညတ်ထားတာရှိတယ်နော်အဲ့ဒီပြည့်ညတ်ချက်ကလေးရှိတယ်ပေါ့ပြည့်ညတ်ချက်ကလေးကတော့ဝီနီးသုလဝက်ကပါဠိတော်မှာမြတ်စွာဘုရားကယဟန်တွေကိုလိုက်နာရမယ့်အနေလေးနဲ့နအာသမဏတရဝကေဥဒကံသေသေးတပ္ပံအာသမဏတရဝကဆိုတာတန်တဲ့ရေဆေးကြောတဲ့ရေကွက်ကလေးတွေမှာဥဒကံနသေသေးတပ္ပံရေချမ်းနေမထားကြရဘူးကိုသုံးနဲ့သုံးပြီးမောက်ထားခဲ့ပေါ့နော်နောက်သုံးတဲ့အခါမှာနောက်လူအတွက်အနှောက်အယှက်မဖြစ်အောင်ကိုသုံးတဲ့ဒီတန်တဲ့ရေဆေးကြောတဲ့ရေလေးကိုဒီထဲမှာခွက်ထဲမှာချမ်းထားခဲ့ရဘူးအကုန်သုံးသွားရမယ်လို့ဒီဥပဒေလေးတစ်ခုရှိတယ်ဒါလေးကလည်းဘုန်းကြီးတွေအနေနဲ့တန်ဃာတွေအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ဒီအပြစ်9ဆင့်သတ်မှတ်ထားတာ9မျိုးသတ်မှတ်ထားတာရှိတယ်အဲ့သတ်မှတ်ထားတဲ့အထဲမှာဒီအပြစ်လေးကဘာမှလောက်ရကလေးတစ်ခုအနေနဲ့ချွင်းချက်ကလေးတစ်ခုလို့ထောက်ပြเสียအပြစ်ကလေးပဲဒါကြောင့်မို့ပါဠိလိုတော့ဒုက္ကတလို့ခေါ်တယ်မင်းလောက်တာမှားတယ်ဒါမလုပ်သင့်ဘူးယဉ်ကျေးမှုအနေနဲ့မတော်ဘူးနောက်သုံးမဲ့ပုဂ္ဂိုလ်အတွက်မကောင်းဘူးဒါကြောင့်မို့ဒါမလုပ်သင့်ဘူးဆိုတဲ့အပြစ်ကလေးပဲဒုက္ကတမှားရမှုချွတ်ချော်မှုလေးပဲလို့နောက်တစ်ခုပါဇက်နဲ့ပြောတဲ့အခါမှားလို့ရှိရင်လေဒုဗ္ဗတိတာဆိုတဲ့ဒီအပြစ်ကလေးတွေဟာအာဘတ်9ပုံထဲမှာအသေးဖွဲလေးတွေပေါ့နော်သေးဖွဲလေးတွေအဲ့ဒီဒုက္ကတမလုပ်သင့်ဘူးဆိုတာလေးချွင်းချက်ကလေးဆိုတဲ့ဒီပြစ်မှုအသေးလေးတွေ
ဒီအသေးလေးတွေကစပြီးတော့အနုမတ္တိတုဝိစေတုဘယတ္တတာဝိမြတ်စွာဘုရားကဆုံးမဒီအသေးဖွဲလေးကစပြီးတော့ဥရိဆိုတာလိုက်နာရတယ်မလိုက်နာလို့ရှိရင်အသေးဖွဲကအကြီးဖြစ်လာနိုင်တယ်ပေါ့ဒါကြောင့်မို့ဒီအသေးဖွဲလေးကစပြီးတော့လိုက်နာခိုင်းတယ်လိုက်နာကြရတယ်အဲ့တော့ကောသမကခန္ဓကမှာတော့တာမန်လေးရေးသွားတယ်ရေးသွားတော့ဓမ္မပဒတို့နောက်တစ်ခါအဲ့ဒီကောသမကခန္ဓကကိုဖွင့်တဲ့အထက်ကထာတို့ကြတော့တော်တော်လေးတိတိကျကျလေးဖော်ပြတာပါတော့ဆိုဒီပညာတတ်ယဟန်တော်နှစ်ပါးပညာတတ်တွေကြီးပဲသူကတပည့်ပရိသတ်တွေနဲ့တာမန်ပုဂ္ဂိုလ်တွေမဟုတ်ဘူးအဲ့ဒီပုဂ္ဂိုလ်တွေဟာဘဟုတုတ္တစာပေကျမ်းကအများကြီးတတ်တယ်တဲ့အာဂတကမမြတ်စွာဘုရားဟောထားတဲ့တရားတော်တွေနှုတ်တက်ရတဲ့ပုဂ္ဂိုလ်တွေဝိနည်းဓရဓမ္မဓရသုတ်အဘိဓမ္မာဆိုတဲ့စာပေတွေများစွာနှုတ်တက်ဆောင်ထားတာဖြစ်တယ်အဲ့ဒီခေတ်တုန်းကတော့နှုတ်တက်ဆောင်တဲ့ခေတ်ကို oral tradition လို့ခေါ်တယ်နှုတ်တက်ဆောင်ထားတဲ့ခေတ်ဘာဖြစ်လို့လဲဆိုစာဥစာတန်းလည်းရှိတာမဟုတ်ဘူးနှုတ်တက်တင်တော့ကလည်းနှုတ်တက်တင်ရတယ်ပြီးတော့လည်းနှုတ်တက်ဆောင်ထားတယ်ဒါမို့ဓမ္မဓရဝိနည်းဓရဓမ္မဓရဆိုတာမြတ်စွာဘုရားဟောတဲ့ဓမ္မစကြာသုတ်တို့လို့သုတ်တွေနှုတ်တဲ့အာဂုံရတယ်ဝိနည်းဓရဝိနည်းစိကံကျက်လေးတွေနှုတ်တဲ့အာဂုံရတယ်မာတိကာဓရအဲ့ဒီမာတိကာဓရဆိုတာ ਨੇ ပတ်သက်လာလို့ရှင်မြန်မာပြည်ကအယူအဆနဲ့တီဟိုကျောင်းကအယူအဆမတူအဓိပ္ပာယ်ဖွင့်ဆိုချက်ကွာသွားတယ်သို့တော်လည်းပဲတီဟိုတွေကအခုနောက်ထပ်အသစ်ယူတာသဘောဖြစ်လောက်တယ်ပေါ့မြန်မာနိုင်ငံမှာမာတိကာဓရဆိုတာဘိက္ခုပါတိမောက်ဘိက္ခုနီပါတိမောက်ဆိုတဲ့ဒွေမာတိကာနှစ်ခုဝိနည်းစိကံရဲ့မာတိကာတပွဲဖြစ်တဲ့ဥရိမူရင်ဥရိအဓိကဥရိတွေဖွင့်ဆိုချက်တွေမပါတဲ့ဥရိအဲ့ဒီဘိက္ခုပါတိမောက်ဘိက္ခုနီပါတိမောက်မှာလာတဲ့ဒီစိကံချက်တွေအလွတ်ရတာလို့ဒီလိုအဓိပ္ပာယ်ဖွင့်ဆိုတယ်ဒီကနေ့ခေတ်ဒီဟိုနိုင်ငံမှာဒီဝိနည်းစိကံတွေနဲ့ပတ်သက်ပြီးဒီပုဂ္ဂိုလ်ဖွင့်ဆိုတဲ့အခါမှာမာတိကာဓရာဆိုတာသူတို့ကြတော့ဓမ္မသင်္ကနီမှာလာတဲ့အဘိဓမ္မာ9ကျမ်းရဲ့မာတိကာကိုဆောင်းတယ်လို့သူတို့ယူဆတယ်အဲ့ဒါလိုယူဆဘာလို့လဲဆိုတော့ဓမ္မဓရာကသုတ်တံဝိနည်းဓရာကဝိနည်းမာတိကာဓရာဆိုတာအဘိဓမ္မာလို့ဒီလိုယူဆပုံရတယ်အဲ့တော့ဒါလေးလဲတနည်းအားဖြင့်စဉ်းစားစရာပေါ့ဘယ်ဟာကမူရင်းကြတယ်ဆိုတာပြောလို့တော့ခက်တယ်ပေါ့နော်သူကလည်းယုတ်တိတော့ရှိတာပဲအဘိဓမ္မာမာတိကာကိုဆောင်းတယ်လို့ဒီလိုဆိုတယ်သူတို့ဖွင့်ဆိုချက်ကအဲ့တော့ဒီကိုယ်တော်နှစ်ပါးဟာဒီကိုယ်တော်ဟာစာတတ်တဲ့ကိုယ်တော်တွေကြည့်ပဲအကောင်းလို့သို့တော့တပါးကဝိနည်းအဓိကခုခေတ်လို့ဆိုရင်မေဂျာပေါ့နော်သူ့မေဂျာဘာသာရပ်ကဘာတော့ဆိုဝိနည်းကျန်တဲ့တပါးကမေဂျာဘာသာရပ်ကသုတ်တန္တအဲ့တော့ဓမ္မတရနဲ့ဝိနည်းတရလို့ဒီလိုဆိုလိုတာပေါ့ဓမ္မတရကိုတော်နော်ဓမ္မတရကိုတော်သုတ်တန်ဆောင်တဲ့ကိုတော်ကသုတ်တန်မေဂျာယူပြီးတော့သင်ကြားပို့ချနေတဲ့ကိုတော်ကကုရီတဲ့ဝင်ပြီးတဲ့အခါသူပြန်ထွက်လာတဲ့အခါမှာခုနကတန်တဲ့ရေခွက်လေးထဲမှာသူကရေချမ်းလေးချမ်းထားခဲ့ကောင်းမလုပ်ခဲ့ဘူးရေချမ်းနေဒီတိုင်းချမ်းနေတယ်ပေါ့သူလည်းထွက်ရောနောက်ကဝင်တဲ့ကိုတော့ဝိနည်းတရဝိနည်းကိုအဓိကထားတဲ့ကိုအဲ့တော့ဝိနည်းမှာကနအာသမဏတရဝကေဥဒကံတေတေတပ္ပံဆိုတဲ့ဥပရိစီကံလေးရရှိတာတန်တဲ့ရေခွက်မှာရေကိုချမ်းထားရဘူးဆိုတဲ့စီကံဥပရိရှိတဲ့အခါကျတော့အဲ့ဒီကိုတော့ဝင်လိုက်တာနဲ့ခွက်ထဲမှာရေချမ်းထားတာလည်းတွေ့ရောဟိုကိုတော့ကိုလှမ်းပြောလိုက်တယ်ဒီရေတွေကိုတော့ချမ်းထားခဲ့တာလားဆိုဟုတ်ပါတယ်ကိုတော့အဲ့ဒီထဲမှာရေချမ်းထားလို့ရှိရင်အဘတ်တဲ့နဲ့အပြစ်ရှိတယ်ဆိုတာမသိဘူးလားလို့ဆိုဟိုကလည်းရိုးသားသားပဲမသိလို့ချမ်းထားခဲ့တာပါဒီလိုပဲရိုးပဲပြောလိုက်တာနော်အဲ့တော့မသိလို့
ခြံထားခဲ့တာအေးမသိလို့ရှိရင်တော့အပြစ်မရှိပါဘူးလို့ဟိုကိုတော့ပြောလိုက်တယ်ဒါသူတို့ရဲ့ဒီအငင်းပွားမှုရဲ့အစကလေးပဲဘာမှဖြစ်လောက်တဲ့ကိစ္စမဟုတ်ဘူးเนาะဟိုတော့ကိုရောကအဲ့ဒီမှာရေချမ်းထားလို့အပြစ်ရှိတယ်ဆိုရင်လည်းပဲသူအဘကိုဒေသနာကြားမယ်ဆိုတော့ကိုရောမသိလို့လှုပ်တာအရေးမကြီးပါဘူးလို့ကိုရောပြောလိုက်တယ်သူတို့နှစ်ပါးတွင်ဒီကိစ္စပြီးနိုင်တယ်ပြီးနိုင်ပေမဲ့လို့ခုနဝိနည်းဒရဝီနီးတို့လှုပ်တဲ့ကိုရောနှုတ်မဆောင်ပဲနဲ့သူ့တပည့်တွေစာသင်ပေးတဲ့အချိန်ရောက်တဲ့အခါကျတော့အေးကုရိတက်တဲ့ထဲမှာဒီတန်တဲ့ရေခွက်ထဲမှာရေချမ်းဆိုမထားရဘူးဟောဒီစီကံအပိုက်ရှိတယ်အဲ့ဒါဟိုကိုတော့ဒါလေးတောင်မသိဘူးနဲ့ဆိုပြောတော့နော်ဟိုကိုတော့ဒါလေးမသိဘူးဟိုကိုတော့ကတုတ်တံမေချာနဲ့သွားတာဟိုဒါလေးမသိဘူးဒီလိုလုပ်ထားတယ်ဆိုတော့အဲ့လိုပြောတဲ့အခါကျတော့သူ့တပည့်တွေနဲ့ဟိုကိုရောရဲ့တပည့်တွေကရှိသေးတာဟုတ်အဲ့ဒီကိုရောတွေကဒီစကားလဲကြားရောဟိုကိုရောရဲ့တုတ်တံမေချာကိုရောရဲ့တပည့်ကိုသွားပြောကြတယ်မင်းတို့ဆရာကြီးကဒါလေးတောင်မသိဘူးဆိုပါလားမင်းတို့ဆရာကြီးဒါတဦးနဲ့တူတိုက်ခိုက်မှုလေးတွေဖြစ်လာတယ်နော်အသေးဖွဲလေးပဲဒါကြောင့်မလို့နှုတ်မဆောင်စည်းလို့ရှိရင်အမှန်တမ်းပြဿနာတက်နိုင်တယ်ပေါ့အဲ့ဒါတော့ပြောတဲ့အခါကျတော့သူ့တပည့်တွေကကြားတော့သူတို့ဆရာသွားလျှောက်တာပေါ့အရှင်ဘုရားကိုဟိုဝိနည်းဒရဝီနီးမေချာကိုတော်ကပြောနေတယ်ဆရာကပြောနေတယ်ရှင်ဘုရားဒါလေးတောင်မသိဘူးလို့ပြောတယ်ဟာငါနဲ့တွေ့တော့ငါအမှတ်တမဲ့ထားခဲ့မိတာပါလို့သူပြောတယ်သူကအမှတ်တမဲ့ဆိုကိစ္စမရှိပါဘူးလို့ပြောသွားတယ်အခုကျတော့မှငါအပြစ်ရှိတယ်တခါလာပြောပြန်တာလားလူလိမ်မဲဆိုပြီးတော့ဟောမုဒ္ဒဝါဒနဲ့သူပြန်ပြောလူလိမ်နော်တစ်ဖက်ကလည်းပဲဟိုဒါလေးတောင်မသိဘူးဆိုပြီးတော့လူအပေါ့တစ်ဖက်ကလည်းလူလိမ်ဆိုပြီးတော့အဲ့ဒီလူတွေအချင်းများကုန်ကြတယ်အချင်းများလာတဲ့အခါမှာငါအမှတ်တမဲ့လုံးမိတာငါမှအပြစ်မရှိဘူးလို့သုတ်တန်ဆောင်ကိုတော်ရဲ့ခေါင်းထဲမှာဆွဲသွားပြီးတော့သူ့မှာအပြစ်မရှိဘူးလို့ယူဆတယ်ဒါပေမဲ့လို့ဝီနီးဆောင်ကိုတော်ကကြည်နာအာသမဏတရာဝကေဥဒကံတေတိတပ္ပံဆိုတဲ့စီခန်းရသူအပြစ်ရှိတယ်ဆိုပြီးတော့သူတို့ကဘာသွားပြောတော့ဆိုတန်ဃာတွေအဖွဲ့အစည်းတွေလိုက်ပြီးတော့ညီညွတ်လိုက်ပြီးတော့နှိုးဆော်တယ်စီယုံလို့သူတို့သဘောတူလာတယ်ဆိုတဲ့အချိန်မှာသွားပြောတယ်အဲ့ဒီကိုတော့ရှင်ဘုရားအာဘတ်တဲ့နေတယ်အပြစ်ဖြစ်နေတယ်အဲ့ဒီအပြစ်ကိုရှင်ဘုရားမြင်ပါဆိုတော့ဟိုကိုတော့ငါမှအာဘတ်မရှိဘူးငါအာဘတ်မသိဘူးရှုเสียအာဘတ်ငါကြည့်เสียငါမှအပြစ်ဆိုတာကိုငါပြเสียမရှိဘူးလို့ကိုတော့ညင်းလိုက်ရင်ဝီနည်းရဲ့ထုံတန်းစင်လာကအာဘတ်ကိုမရှိဘူးဆိုလို့ရှိရင်နှင်ထုတ်ရတယ်သူကနှင်ထုတ်နိုင်ခွင့်ရှိတယ်အဘတ္တိယအဋ္ဌတနေဥက္ခိပတိဥက္ခိတကအပြစ်ကိုအပြစ်လို့မမြင်ဘူးဆိုတာ तू ကအပြစ်ကိုအပြစ်လို့မယူဆဘူးဥပဒေစည်းကမ်းကိုဥပဒေစည်းကမ်းတစ်ခုအတိမတ်မပြုဘူးဆိုရင်နှင်ထုတ်ခံရတယ် तू ကနော်မမြင်ရင်လည်းနှင်ထုတ်ခံရတယ်မကုစားရင်လည်းနှင်ထုတ်ခံရတယ်နော်မကုစားဘူးမလုပ်ဘူးဆိုရင်နှင်ထုတ်ခံဒါနဲ့ဟိုကတော်တွေက organize လုပ်ပြီးတော့ဒီဝီနီးတို့အုပ်စုကနေပြီးတော့ဒီသုတ်တန်ဆရာကိုအပြစ်ကိုမရှုမှုဆိုတဲ့ပြစ်မှုနဲ့သူ့ကိုတန်ခါကနေကျင်လိုက်တာပေါ့ကျင်လိုက်တာအဲ့ဒီထအောင်ရောက်ကျင်တာဘလို့ကျင်တာတော့နှင်ထုတ်တာဘလို့နှင်ထုတ်တာတော့လို့ဆိုသူနဲ့တူတူဥပုပ်မပြုအောင်ဒီကိုတော့ဥပုပ်ပြုလာရင်မလာရအောင်ပဝါရဏတူတူမပြုတ်အောင်သူနဲ့တကြောင်နဲ့မနေဘူးဆွမ်းတူတူမစားဘူးဒါမျိုးတွေဖြစ်လာပဝါရဏတူတူမပြုတ်ဆွမ်းတူတူမစားဘူးတကြောင်နဲ့မနေဘူးအဲ့ဒီလိုကျင်လိုက်တဲ့အခါဒီပြဿနာကြီးလာတယ်ပေါ့တဖြည်းဖြည်းဟိုကိုရောကလည်းသူကလည်းပဲဘ ਹੁ တုတသိက္ခာကာမလစ္စီပေတလလို့ဆိုတာသူ့မှာလည်းသူ့ဂုံကြီးတွေကိုလည်းပဲဒီထဲမှာဖော်ပြထားတယ်သုတ်တံမေချာကိုရောကလည်းပဲဒ
တာမန်ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်ကဘဟုတုတ္တမြတ်စွာဘုရားတရားတော်ကြီးအများကြီးမှတ်သားနာယူထားတဲ့ပုဂ္ဂိုလ်တဲ့နော်မြတ်စွာဘုရားတရားတော်တွေကိုအများကြီးမှတ်သားနာယူထားတယ်အာဂတကမသူနှုတ်တဲ့ရထားတဲ့စာပေတွေလည်းအများကြီးရှိတယ်ဝိနည်းတရသူအမတ်တမဲ့ထားတာဒီစာပိုက်ကိုသူမသိတာမဟုတ်ဘူးသိတယ်မာတိဓမ္မတရသုတ်တန်နေမှတ်သားတယ်ဝိနည်းတရဝိနည်းတွေဆောင်းထားတယ်နော်မာတိကာတရတွေမာတိကာသို့မဟုတ်အဘိဓမ္မာမာတိကာကိုနှုတ်တဲ့ဆောင်းထားတယ်ပန္တိတဗျတ္တအသိရှိတယ်အသိလိမ္မာရှိတယ်ရဲရဲနဲ့ဖြတ်လက်တယ်နော်တတ္တိရှိတယ်ပညာလည်းရှိတယ်တတ္တိလည်းရှိတယ်ပြောရဲဆိုရဲတတ္တိရှိတယ်မေဓာဝီကိစ္စတစ်ခုဆင်ခြင်စဉ်းစားလို့ရှိရင်ဖြတ်ထိုးညာလင်းလင်းမြန်မြန်သိနိုင်တဲ့အသိပညာလည်းရှိတယ်လစ်စီယဟန်ကောင်းပိတတယ်ဟုတ်တာမလုပ်ဘူးနော်ကုတ်ကုတ်ဆက်ကဝီနည်းနဲ့ဥပဒေနဲ့ပတ်သက်ပြီးတော့တန်တရားရှိတယ်တန်ဥပဒေကိုမကျွလွန်ဘူးဥပဒေနဲ့ပတ်သက်ပြီးတော့လေးစားလိုက်နာတယ်တိတ်ခါကာမကျင့်လို့တဲ့ဆန္ဒအပြည့်အဝရှိတယ်လို့ဆိုတဲ့ဂုံတုဝိတေတာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်တော့သူ့ကိုအခုလိုအဘတ်ကိုမရှုခြင်းကြောင့်နှင်ထုတ်တာကျင်ပစ်တာကိုသူ့စိတ်ထဲမှာမကျေနပ်ဘူးမကျေနပ်သည့်အတွက်ကြောင့်သူ့ရဲ့အပေါင်းအသင်းဖြစ်တဲ့တန်ဒိဋ္ဌတံပတ္တသူနဲ့မြင်ဘူးတဲ့ကိုယ်တော်တွေအတူတကောခင်ခင်မင်မင်ရင်းနှီးနှီးနေဘူးတဲ့ကိုယ်တော်တွေအဲ့ဒီကိုယ်တော်တွေကိုအကျိုးကြောင့်ပြောပြပြီးတော့စီယုံတာပေါ့လေသဘောကတော့သူခုလိုမတရားလောက်ခံရတယ်ပေါ့စီယုံနဲ့လိုက်ပြီးတော့နော်စီယုံလိုက်တာသူလှုပ်တာတကယ်အာဘမသိဘူးအာဘမသိဘူးသူအမှတ်တမဲ့သိက္ခာပုဒ်တွေမှာရှိတာကိုအနာပတ္တိအဇာနန္တတအသင်္စိတ်ဆဆိုတာတွေရှိတာဟုတ်မတ်တမဲ့လှုပ်တာမျိုးတွေအပြစ်မရှိဘူးဆိုတဲ့ခွင့်လွှတ်ချက်တွေရှိတာဟုတ်အဲ့ဓာတွေကိုယူပြီးတော့သူကတော့အာဘတ်လို့မယူဆဘူးယူဆပဲနဲ့သူအနာပတ္တိအေတာသူလှုပ်တဲ့အလုပ်ဟာအာဘတ်မဟုတ်ဘူးအပြစ်မဟုတ်ဘူးနော်နေတာအာဘတ္တိအာဘတ်လုံးဝမဟုတ်ဘူးအနာပနောမိသူအာဘတ်ကိုလုံးဝမသိဘူးနော်အာဘတ်သိတာမဟုတ်ဘူးနာမိအာဘနောသူအာဘတ်ကိုသိတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးအနုခိတောမိနာမိဥခိတကောသူဟာနှင်ထုတ်ထိုက်တဲ့ပုဂ္ဂိုလ်မဟုတ်ဘူးမနှင်ထုတ်ထိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်မကျင်သင့်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပေါ့နော်အဲ့ဒါလို့အထမိကေနာမိကမ္မေနဥခိတောကုပ္ပေနသူဟာမအောင်မြင်တဲ့မတရားတဲ့ဓမ္မနဲ့မညီတဲ့ကံနဲ့သူ့ကိုနှင်ထုတ်တာဖြစ်တယ်ပေါ့အထာနာရဟအကြောင်းကျိုးစီလျော်မှုမရှိတဲ့အလုတ်နဲ့သူ့ကိုအေးအေးယူတယ်ပေါ့အဲ့တော့ကိုတော်တို့ဟွန်တုမေအာယတမန္တောဓမ္မတော်ဝိနည်းတော်ပက္ခာဓမ္မဝိနည်းအနေနဲ့သူ့ဘက်ကထောက်ခံကြပါပေါ့နော်သူ့ကိုအခုလိုမတရားလုပ်ထားတာအရှင်ဘုရားတို့တပည့်တော်ဘက်ကထောက်ခံကြပါလို့စီယုံတယ်စီယုံတော့အများကြီးသူ့ဘက်ပါလာတယ်ဟုတ်တယ်ဒါမတရားဘူးစီကံနဲ့မညီဘူးဒီလိုမလုံးတဲ့မူနဲ့ဆိုပြီးတော့သူ့ကိုထောက်ခံတဲ့ပုဂ္ဂိုလ်တွေပေါ်လာကောသမီပြည်မှာဂောတိတယုံမှာထောက်ခံတဲ့ပုဂ္ဂိုလ်တွေပေါ်လာတယ်လို့နေဘက်ကတန်ဃာတွေကိုပြောပြတော့လေနေဘက်ကတန်ဃာတွေကသူ့ဘက်ကယက်တိလာကြတယ်ပေါ့ယက်တိလာကြတဲ့အခါသူကအုပ်စုကောင်းလာတော့သူ့ဘက်ကယက်တိတဲ့ပုဂ္ဂိုလ်တွေကခုနကနှင်ထုတ်တဲ့ပုဂ္ဂိုလ်တွေဥခိပကလို့ခေါ်တယ်ကျင်ပြစ်နှင်ပြစ်တဲ့တန်ခါအပြင်ကိုထုတ်ပြတဲ့ပုဂ္ဂိုလ်တွေအရေးယူတဲ့ပုဂ္ဂိုလ်တွေစီသွားပြောတယ်ဒါမဟုတ်ဘူးဒါအဘမဟုတ်ဘူးကိုတော်တို့မတရားသဖြင့်လှုပ်တာလို့သွားပြီးတော့ပြောကြတာဒီပုဂ္ဂိုလ်ဟာဒီအဘတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးဒါကြောင့်မို့လို့ရှင်ဘုရားတို့မနှင်ထုတ်နိုင်ဘူးနဲ့သွားပြောတော့ဟိုကိုတော်တွေကပြန်ပြောတယ်ကိုတော်တို့တဲ့ဒါအဘဖဲတဲ့ဒီလိုနအာသမနတရဝကေဥဒကံတေတေတပ္ပံဆိုတဲ့စိခန်းချက်ကြီးထင်ရှားရှိနေတာကိုတော်တို့ကဒါမသိပဲနဲ့ထားသွားတာဒါအပြစ်ရှိတာပေါ့အဲ့တော့
ဟိုကိုရော်တွေကပြန်ပြောတယ်မာခောတုံမေအာတမန်တော်အေတံဥခိတကံဘိက္ခုအနုဝတိဋ္ဌကိုရော်တို့သူ့နောက်ကနေပြီးလိုက်ပြီးအာမပေးကြနဲ့တဲ့ဒါတပည့်တော်တို့လှုပ်တာဝိနည်းစိကံနဲ့အညီလှုပ်တာဆိုတော့သူ့ဘက်ကနေပြီးတော့မယက်တိချာနဲ့မဟာအနုဝါရိအနုပရိဝါရိဋ္ဌလိုက်ပြီးတော့မဝန်းညံညနဲ့လို့ပြန်ပြောတာအဲ့ဒီလိုအခုလို့အချင်းများမှုတွေပေါ်လာချင်းများမှုတွေပေါ်စကားတွေများလာတယ်ကျဲလောင်းလာတယ်ပေါ့အုပ်စုနှစ်ဘက်ခဖြစ်လာဟိုဘက်ကတအုပ်စုဒီဘက်ကတအုပ်စုနဲ့ဆူညံနဲ့စကားများမှုတွေပေါ်လာကြတယ်တိုင်ပင်ကြတယ်အုပ်စုလိုက်နေကြတယ်တရားတယ်မတရားဘူးနဲ့တူတူတဖုံကျဲတဖုံဒါတွေဖြစ်လာနော်မြတ်စွာဘုရားရဲ့ပြိဋ္ဌာတ်ထဲမှာအဲ့ဒီလိုဖြစ်လာတယ်ရဟန်းတော်တော်ဟာသွားပြီးတော့ဒီအကျိုးအကြောင်းကိုမြတ်စွာဘုရားသွားလျှောက်တယ်ရှင်ဘုရားတန်ခါထဲမှာတော့ဒီလိုဖြစ်နေပြီဒီလိုဖြစ်နေပြီလို့ဆိုတော့အဲ့ဒီအချိန်မှာမြတ်စွာဘုရားဆိုတာဒီပြောမယ်ဆိုလို့ရှိရင်တော့တာမန်ပုဂ္ဂိုလ်လို့စိုးရိမ်တာတို့ပူပန်တာတို့မရှိဘူးလို့ပြောရမယ်သို့တော်လူသားတယောက်အနေနဲ့ပြောမယ်ဆိုရင်မြတ်စွာဘုရားရဟန်းတန်ခါတွေကွဲတာဟိုတော့ဒီအရာသုံးနဲ့သုံးမယ်ဆိုရင်စိုးရိမ်သွားတဲ့သဘောပေါ့နော်အဲ့တော့အဘိဓမ္မာနဲ့ပြောမယ်ဆိုရင်မြတ်စွာဘုရားမှာစိုးရိမ်နေဆိုတဲ့တောကဒေါမနတဖြစ်တာကိုပြောတာမဟုတ်ဘူးမြတ်စွာဘုရားလာလဲလျှောက်လိုက်ရောဘာဖြစ်တုံဆိုဘိနောဘိက္ခုတံဃောဘိနောဘိက္ခုတံဃောမြတ်စွာဘုရားနှုတ်ကနေထွက်သွားတာနော်အဲ့ဒီမှာဘိက္ခုတံဃောလို့အဓိပ္ပာယ်ပေါင်းယူတာရှိတယ်ဘိက္ခုဆိုတဲ့အာကိုအာလုပုတ်အနေနဲ့ခေါ်တဲ့စကားအနေနဲ့အဓိပ္ပာယ်ပြန်တာရှိတယ်နှစ်ခုတောင်မျိုးဆရာတော်ကြီးကတော့ဘိက္ခုယဟန်တန်ဃောတန်ဃာတိဘိနောကွဲသွားပြီမြတ်စွာဘုရားကတမ္ပမလို့ခေါ်တယ်ဒီစိုးရိမ်တဲ့စိတ်နဲ့စိုးရိမ်ထိတ်လန့်တဲ့သဘောမျိုးနဲ့ဟေးယဟန်ကြီးတန်ဃာတွေကွဲကုန်ပြီလို့ဆိုပြီးမြတ်စွာဘုရားနေရာကနေချက်ချင်းထားတယ်နော်သွားလျှောက်လိုက်တာချက်ချင်းနေရာကထပြီးတော့ခုနကနှင်ထုတ်တဲ့ကိုရော်တွေစီကိုတန်းသွားတယ်မြတ်စွာဘုရားတန်းသွားပြီးတော့သူတို့ခင်းထားတဲ့မြတ်စွာဘုရားအတွက်ထားတဲ့နေရာပေါ်မှာမြတ်စွာဘုရားအဲ့ဒီပုံမှာထိုင်ပြီးတော့ဒီကိုရော်တွေကိုဘာပြောတော့ဆိုမြတ်စွာဘုရားမာခောတုံမေဘိက္ခဝေပฏิဘာတိနောပฏิဘာတိနောတိယတမိန်ဝါတတမိန်ဝါဘိက္ခုဥက္ခိပိတ္တဗံမင်းညိဋ္ဌာဘုရားဆုံးမပုံလေးကအေးစာနဲ့ညီတယ်စာတဲ့အတိုင်းပဲဒါတွေရှိတယ်တရားဥပဒေနဲ့ညီတယ်ဟောဒီဥပဒေရှိတယ်ဆိုပြီးတော့တဲ့ဟိုအကြောင်းဒီအကြောင်းပြုပြီးတော့ယဟန်တော်ကိုနှင်ထုတ်ဖို့မကြိုးစားကြနဲ့ဟောမြတ်စွာဘုရားကြည်နှင်ထုတ်တဲ့ပုဂ္ဂိုလ်တွေကိုထိုကိစ္စနဲ့သွားပြီးတော့နှင်ထုတ်မယ်လို့ငါတို့သိတယ်ငါတို့တတ်တယ်ဆိုတဲ့အနေနဲ့လှုပ်ပြီးတော့ဒီအကြောင်းဟိုအကြောင်းလေးတွေအကြောင်းပြပြီးတော့နှင်ထုတ်ဖို့မကြိုးစားနဲ့တဲ့ဘာဖြစ်လို့တော့ဆိုလို့ရှိရင်နော်မြတ်စွာဘုရားအကြောင်းပြဗေဒကရုကေဟိဘိက္ခုဟိနသောဘိက္ခုအပတ္တိယအတ္တတနေဥက္ခိပိတ္တဘောတဲ့ယဟန်တန်ဃာတွေဟာနှစ်ဘက်ခကွဲသွားမယ်ဆိုလို့ရှိရင်တော့အာဘတ်ကိုမရှုမှုနဲ့အပြစ်ကိုမရှုမှုနဲ့ဒီပုဂ္ဂိုလ်မနှင်ထုတ်တတ်ဘူးတဲ့မလုပ်ကြနဲ့လို့ကြည့်မြတ်စွာဘုရားကအရှိမြင်တာဘယ်တော့ပဲဖြစ်နော်ပြဿနာဖြစ်သွားတဲ့နေရာမှာဘယ်ဘက်ကမှအာမပေးဘူးမြတ်စွာဘုရားငါတို့သိတယ်ငါတို့တတ်တယ်ဆိုပြီးတော့သွားမလုံးနေတဲ့နှင်ထုတ်ထိုက်ဘူးတဲ့မင်းတို့ဒါမလုပ်ထိုက်ဘူးတဲ့နော်ကွဲသွားမယ်ဆိုလို့ရှိရင်လုံးဝမလုပ်သင့်ဘူးလို့ဒီလိုပြောတာနော်ညီညွတ်ဖို့အတွက်သာလုပ်ရမယ်ကွဲမယ်ရမယ်ဆိုရင်မလုပ်သင့်ဘူးလို့ဒီစကားကိုမြတ်စွာဘုရားတိတိပပမိန်ချပြီးတော့ဆက်ပြီးတော့ဘယ်ကြွသွားတော့ဆိုရင်ခုနကဝန်းရံတဲ့ယဟန်တွေနှင်ထုတ်ခံရတဲ့ကိုရောဘက်ကနေပြီးတော့ဝိုင်းပြီးအားပေးကြတဲ့ဝန်းရံထားတဲ့ကိုရောတွေစီကိုမြတ်စွာဘုရားကြွသွားတယ်ကြွသွားပြီးတော့အဲ့ဒီကိုရောတွေကိုလည်းပဲမြတ်စွာဘုရားကဆုံးမဩဝါဒပေးတယ်ယဟန်တို့တဲ့ငါတို့အာဘမသိမ့်ဘူးဆိုပြီးတော့တဲ့အာဘကိုမကူစားထိုက်ဘူးလို့မထင်ကြလေနဲ့
ငါမှအဘမသိတာဘာလို့ကူရမှာလဲပေါ့နော်ငါမှအပြစ်မရှိတာဘာလို့ဝန်ခံရမှာလဲဆိုတဲ့စိတ်ဓာတ်မမွေးကြနဲ့တဲ့မမွေးနဲ့ဘေဒကရုကေနဘိက္ခုနာပရိတံတတ္ထာယပိအာဘတ္တိဒေတိတပါပွဲမှာပြဲမှာဆိုလို့ရှိရင်တော့သူတို့ကိုယုံကြည်တဲ့စိတ်နဲ့ဒေသနာကြားလိုက်ပါတဲ့ကုစားလိုက်ပါဘာဖြစ်တယ်ဒီလိုဆိုတာနော်ကွဲသွားမယ်ဆိုလို့ရှိရင်ချော့ပိတ်လိုက်ကိုယ့်ဘက်ကဟောငါဘာမသိဘူးဆိုပြီးတော့တင်းခံမနေနဲ့လို့မြတ်စွာဘုရားပြောတာဒီတစ်ဖက်ကြတော့အဲ့ဒါလိုလာပြောအဘာမသိဘူးဆိုပြီးတော့တင်းခံမနေနဲ့တဲ့သူတို့အပေါ်မှာတရားယုံကြည်စိတ်ထားပြီးတော့ကုစားလိုက်ပါတဲ့ဘာဖြစ်လဲကုစားခိုင်းတယ်အဲ့ဒါလိုမြတ်စွာဘုရားဟာဖြံပြေမှုပေးတဲ့အခါမှာဘယ်သူမှန်းတယ်ဘယ်ဝမှားတယ်ဘာတစ်ခုမှမပြောဘူးဒီကိစ္စမှာနော်အကယ်၍ဒါမြတ်စွာဘုရားမှားတယ်မှန်တယ်ဒါဝင်ဆုံးဖြတ်မယ်ဆိုရင်ဒီပြဿနာဘယ်တော့မှဖြေရှင်းလို့မရတော့ဒါအမှန်တမ်းအရေးကြီးတဲ့အချက်တစ်ခုပဲသူကဒီကိစ္စမျိုးမှာအမှားအမှန်ပြောရမယ့်ကိစ္စမဟုတ်ဘူးနှစ်ဖက်စလုံးကိုပဲမြတ်စွာဘုရားဆုံးမသွန်သင်ပေးတယ်ဟိုတစ်ဖက်ကလည်းငါတို့လောက်တာမှန်တယ်ငါတို့လောက်တာငါတို့သိတယ်စာပေကျမ်းဂန်ဒီဥပဒေရှိတယ်ဆိုတာငါတို့အထဲမှာခေါင်းထဲမှာရှိတယ်ဆိုပြီးတော့လေဟိုအကြောင်းဒီအကြောင်းပြပြီးနှင်ထုတ်ဖို့မကြိုးစားနဲ့တဲ့ကွဲမဲ့ပြဲမဲ့ဆိုရင်မလုပ်ထိုက်ဘူးတဲ့ဟောတခုတန်ခါကွဲသွားမဲ့ဆိုရင်မလုပ်ထိုက်ဘူးတဲ့ဟိုတစ်ဖက်ကိုလည်းပဲငါတို့အာဘမမသိတာဘာလို့ကူစားမှာတော့ဆိုပြီးတော့လည်းမလုပ်ထိုက်ဘူးတဲ့တန်ခါကွဲသွားမဲ့ဆိုလို့ရှိရင်တော့သူတို့ပြောတဲ့စကားကိုယုံကြည်သောအဖြစ်ကြားလိုက်ပါဒေသနာကြားလိုက်ပါကူစားလိုက်ပါဟောတယ်လို့မြတ်စွာဘုရားကကြားဝင်ပြီးတော့ဖြန့်ပြေးပေးတာကောသမီယဟန်တွေကြားတယ်အဲ့ဒီမှာမြတ်စွာဘုရားမှာအရေးတကြီးဘိနောဘိက္ခုတန်ခောဘိနောဘိက္ခုတန်ခောတန်ဃာတွေကွဲကုန်ပြီလို့ဆိုတဲ့စကားကိုမြတ်စွာဘုရားနှုတ်ကမြက်ပြီးချက်ချင်းထားပြီးတော့ဒီဩဝါဒပေးတာပဲเนาะဘာလို့လဲဆိုတော့အဖွဲ့အစည်းတစ်ခုဟာမညီမညွတ်ဘူးဆိုလို့ရှိရင်အင်တမကြီးလေးတဲ့နောက်ဆက်တွဲတွေမမျော်လင့်အပ်တဲ့နောက်ဆက်တွဲတွေအများကြီးလာနိုင်တာကိုဒါကြောင့်မို့မြတ်စွာဘုရားမညီညွတ်ဘူးဆိုတဲ့အနေအထားမျိုးမဖြစ်ကြရအောင်ဆုံးမဩဝါဒပေးတာနှစ်ဖက်စလုံးကိုမျှတပြီးတော့မြတ်စွာဘုရားဆုံးမတာနှစ်ဖက်စလုံးဟာတင်းခံမနေရဘူးအဲ့တော့ညီညွတ်အောင်လုပ်ရမယ်လို့အဲ့ဒါလို့အုပ်စုနှစ်ခုဖြစ်လာတဲ့အခါကျတော့ဒီအုပ်စုနှစ်ခုဆိုတာဥက္ခေပကလို့ခေါ်တယ်ဟိုယဟန်ကိုကျင်ပြီးတော့တန်ဃာတဲကနေနှင်းထုတ်ထားတဲ့ကံဆောင်ရွက်တဲ့ယဟန်အုပ်စုကတစ်ခုဝိနည်းတို့ကောင်းဆောင်တဲ့ယဟန်အုပ်စုကတစ်ခုနောက်တုတ်တန်ယဟန်ကိုဝိုင်းဝန်းပြီးတော့ခြံရံကြတဲ့နှင်းထုတ်ခံရတဲ့ကိုတော်ကိုအားပေးအောင်မြောက်ပြုကြတဲ့အုပ်စုကတစ်ခုလို့ကောသမီတန်ဃာမှာအုပ်စုနှစ်ခုကွဲသွားတယ်ဥပုံနေ့ရောက်လာတဲ့အခါကျတော့အနိဒုက္ခရတဲ့ကိုတော်ကိုဝိုင်းဝန်းရံနေကြတဲ့တန်ဃာတွေကတိမ်ထဲမှာဥပုပ်ပြုကြဥပုပ်ပြုတဲ့အခါကျတော့ဟိုကိုတော်တွေကသူတို့ကျင်ထားတာလေအဲ့တော့သူတို့ကနှင်ထုတ်ထားတဲ့ကိုတော်တွေဆိုဟိုကိုတော်တွေကတိမ်ထဲမှာဥပုပ်ပြုတော့သူတို့ကတိမ်ထဲမှာဥပုပ်မပြုဘူးအတူဥပုပ်မပြုနိုင်ဘူးဆိုပြီးတော့တိမ်ပြင်သွားပြီးတော့ဥပုပ်ပြုကြတယ်ဟောအဲ့ဒီနေ့မှာပဲဥပုပ်ဟာနှစ်ခုကွဲသွားတယ်အုပ်စုနှစ်ခုနဲ့ဥပုပ်ပြုကြတယ်မြတ်စွာဘုရားဥပုပ်ပြုတာဟာအင်မတန်မှအရေးကြီးတဲ့တမ္မေကေဟိသမောရမနေဟိအဝိဝရမနေဟိတိခိတဗံလို့ဆိုတာတညီတဲ့လိုက်နာကျင့်သုံးမှုအမြဲတမ်းဆုံးမဩဝါဒပေးတဲ့နေရာအုပ်စုနှစ်ခုကွဲပြီးတော့ဥပုပ်ပြုကြတယ်အဲ့ဒါလို့ဥပုပ်ပြုလာပြီးပြုတဲ့အခါမှာယဟန်တစ်ပါးကမြတ်စွာဘုရားကိုသွားလျှောက်တယ်ရှင်ဘုရားတဲ့နှင်ထုတ်ခံရတဲ့ကိုတော်ကိုဝန်းရံနေကြတဲ့ကိုတော်တွေကတိမ်ထဲမှာဥပုပ်ပြုကြတယ်တဲ့သူတို့တိမ်ထဲဥပုပ်ပြုသည့်အတွက်ကြောင့်နှင်ထုတ်တဲ့ကိုတော်တွေကအုပ်စုတစ်ခုကတိမ်ပြင်းမှမှဥပုပ်ပြုကြတယ်လို့ဆိုဒါပြဿနာတစ်ခုဖြစ်လာပြန်မြတ်စွာဘုရားကဘယ်သူမှားတယ်ဘယ်သူမှန်တယ်မပြောဘူးဒီနေရာမှာလဲချီနော်အဲ့ဒါဒီဟာကစံနမူနာယူရမယ်မိသားစုအတွင်းမှာလည်းပဲကိုမိသားစုထဲမှာလည်းအချင်းများလာလို့ရှိရင်ဟိုဘက်လိုက်တာဒီဘက်လိုက်တာမဖြစ်ရဘူးဖြစ်ရင်အမေကမျက်နှာလိုက်တယ်အဖေကမျက်နှာလိုက်တယ်ဖြစ်သွားတယ်ဘယ်သူပဲဖြစ်ဖြစ်ကိုမှန်တယ်ကြီးပဲထင်တာနော်လောကလူတွေကလေအသင်းအဖွဲ့တစ်ခုထဲမှာလည်းပဲဒီလိုပဲ
တစ်ဖက်ကိုပြောမယ်ဆိုရင်မျက်နှာလိုက်တယ်ပဲပြောခံမြတ်စွာဘုရားကြည်ဒါကိုရှောင်းနေမြတ်စွာဘုရားဘယ်သူပဲမှမပြောဘူးဘာလို့လဲဆိုအုပ်စုကွဲနေတာလေမညင်ညွတ်သေးတဲ့အချိန်မှာပြောလို့မရဘူးဒီကိစ္စဒါကြောင့်မို့လို့မြတ်စွာဘုရားရဲ့ဒီယတ္တိမှုဟာအင်တမလောကကြီးကိုအကျိုးပြုတဲ့အနေနဲ့ယတ္တိမှုဟာအင်တမလေးစားတတ်တဲ့အနေအထားမျိုးရှိတယ်ပေါ့နော်အတုယူလေးစားရမယ်အနေအထားမျိုးရှိတယ်အဲ့ဒါလို့ဥပုပ်ပြုတဲ့အခါမှာယန္တဘာလာလျှောက်တယ်အခုလို့ဥပုပ်နှစ်စုကွဲပြုတယ်ဆိုတော့မြတ်စွာဘုရားဗာမင်းရှိတော့ဆိုအေးနင်ထုတ်ခံရတဲ့ပုဂ္ဂိုလ်ကိုဝန်းရံနေတဲ့တန်ဃာတွေတိမ်ထဲမှာဥပုပ်ပြုတယ်ဆိုတာငါပြည့်ညတ်ထားတဲ့မြတ်တို့အနုတ္တဝနာတို့ငါပြည့်ညတ်ထားတဲ့လမ်းစဉ်အတိုင်းလုပ်တယ်ဆိုလို့ရှိရင်ဒါကဓမ္မိကတရားနိလန်းကြတဲ့ဓမ္မဝိနည်းနဲ့ညီတဲ့အလုပ်ပဲဒီလိုပဲပြောလိုက်တယ်ဓမ္မဝိနည်းနဲ့ညီတယ်အေးနှင်ထုတ်တဲ့ကိုယ်တော်တွေကလည်းပဲတိမ်ထဲမှာငါပြည့်ညတ်ထားတဲ့အတိုင်းညတ္တိအနုတ္တဝနာဆိုတဲ့ညတ္တိဆိုတာတော့ announce လုပ်တာပေါ့ဘာလုပ်တယ်ဆိုတာ announce လုပ်တာပေါ့နော်အနုတ္တဝနာဆိုတာအဆိုပြုတာပဲအဲ့ဒီနှစ်ခုတိုင်စီကံတကြလုပ်တယ်ဆိုလို့ရှိရင်လေဒါလုပ်နိုင်တယ်ဓမ္မိကတရားနှစ်ခုစလုံးကိုမြတ်စွာဘုရားတရားနိလန်းကြတယ်အကယ်၍သူတို့လုပ်ပုံလုပ်နည်းဟာဝိနည်းစည်းကမ်းနဲ့ညီရင်မှန်တယ်လို့မြတ်စွာဘုရားဆုံးဖြတ်တယ်ဆုံးဖြတ်ပြီးတဲ့အခါမှာသူဘာဖြစ်လို့တုံးလို့အကြောင်းပြတဲ့အခါကျတော့ယဟန်တော်တွေဟာဒီအတူတကွဥပုပ်ပြုတာမပြုဘူးဥပုပ်မပြုဘူးဆိုတာကိုအတူတကွဥပုပ်ပြုတဲ့ပုဂ္ဂိုလ်တွေကိုတမာနတံဝါဒကလို့ခေါ်တယ်အတူတကွဥပုပ်ပြုတယ်အတူတကွဆွမ်းစားတယ်အတူတကွနေထိုင်တယ်အတူတကွတရားနာတယ်အတူတကွပွာရဏပြုတယ်ဆိုတာပေါ့တန်ခါကိစ္စတွေအတူတကွလုပ်ရင်တမာနတံဝါဒကဆက်ဆံရေးတူညီကြတယ်အလုပ်ကိစ္စအတူလုပ်တယ်အဲ့ဒါကိုသဘာဝချင်းမတူသည့်အတွက်ကြောင့်ခွဲခြားထားတယ်ဆိုလို့ရှိရင်နာနာတံဝါဒကလို့ခေါ်တယ်နော်တံဝါဒဆက်ဆံမှုတွေခွဲထားတယ်ပြီးတန်းလှုပ်ထားတယ်ဆိုအခုဒီကိုယ်တော်တွေကဒီနှင်ထုတ်တဲ့ကိုယ်တော်နဲ့နှင်ထုတ်ခံရတဲ့ကိုယ်တော်ကိုဝန်းရံတဲ့ကိုယ်တော်တွေဟာနာနာတံဝါဒကဖြစ်သွားပြီသူတို့ကဆက်ဆံမှုတဦးနဲ့တဦးကခွဲထားတဲ့အနေအထားဖြစ်တယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားနှစ်ဦးလုံးဟာဒီမှန်ကန်တယ်လို့ဘယ်ဘက်မှမလိုက်ဖဲနဲ့မြတ်စွာဘုရားမိန့်ကြားတော်မူခဲ့တာပေါ့နော်အဲ့ဒါလို့မိန့်ကြားတော်မူခဲ့တယ်နာနာတံဝါဒကဆိုတဲ့နေရာမှာကိုယ်တိုင်ကြင်ညာပြီးတော့နာနာတံဝါဒကဖြစ်တာလည်းရှိတယ်တန်ဃာကနေပြီးတော့အာဘတ်ကိုဒီမရှုလို့မကုစားလို့အယူဝါဒကိုမစွန့်လို့ဒီနှင်ထုတ်တာလည်းရှိတယ်ပေါ့အဲ့ဒီလိုနာနာတံဝါဒကဆက်ဆံရေးခွဲပြားခွဲခြားထားတဲ့အနေအထားမျိုးတွေလည်းပဲနာနာတံဝါဒကဆိုတာနှစ်မျိုးရှိတယ်လို့အဲ့တော့နာနာတံဝါဒကပုဂ္ဂိုလ်ဆိုတာအလိုလျောက်ခွဲထားပြီးဖြစ်နေတယ်ပေါ့အဲ့ဒီလိုခွဲထားပြီးဖြစ်နေသည့်အတွက်ကြောင့်နှစ်ဦးလုံးဟာစီကံတကြဝိနည်းစီကံအတိုင်းလိုက်နာပြီးတော့ဥပုပ်ပြုမယ်ပွာရဏပြုမယ်ဆိုရင်မှန်ကန်တယ်လို့မြတ်စွာဘုရားဒီလိုပဲဓမ္မိကတရားနိလန်းကြတယ်လို့ပဲဆုံးဖြတ်ပြီးတော့ဟောကြားတော်မူခဲ့တယ်အဲ့ဒီမှာဘုရားတွေကဒီနေရာတွေရပ်သွားသလားလို့ဆိုမရပ်ဘူးမရပ်ဘူးဘာတွေထိအောင်ဖြစ်လာတော့ဆိုတော့တစ်ဖက်နဲ့တစ်ဖက်နှုတ်အားဖြင့်လည်းရန်ဆောင်လာကြတယ်နှုတ်အားဖြင့်ရန်ဆောင်တာတယ်မကဘူးဒုတ်ထားနဲ့ရိုက်တာခုတ်တာထိအောင်တော့မရောက်ဘူးသို့သောလက်နဲ့တွန်းတာထိုးတာတွေဖြစ်လာတယ်ပေါ့နော်တွန်းထိုးဖယ်ရှားမှုတွေတော့ဖြစ်လာအဲ့ဒီလိုအဆင့်ဖြစ်လာတဲ့အခါမှာမြတ်စွာဘုရားကဘာမိန့်ရှိလဲလို့ဆိုလို့ရှိရင်အခုလိုအချင်းများနေတဲ့ပုဂ္ဂိုလ်တွေဟာတဲ့ညီညွတ်မှုမရှိသေးလို့ရှိရင်တော့နေရာခွဲပြီးတော့ထိုင်ရမယ်ဥပ္ပစာလွတ်အောင်ဥပ္ပစာဆိုဒီမှာသူက12တောင်ကိုတဝနုပ္ပစာလို့ခေါ်တာဒီနေရာမှာတော့လက်တကန်းဒီလက်တကန်းလွတ်အောင်သူအတန်းလိုက်ခွဲပြီးတော့မတည့်တဲ့ကိုယ်တော်တွေကိုခွဲပြီးတော့ထိုင်ခိုင်းတယ်ထိုင်ရမယ်တဲ့တဲ့အချိန်မှာဆိုလို့ရှိရင်တော့လေဒီကိုယ်တော်တွေတပါးကြားဒီလိုထိုင်ရမယ်လို့
တန်ခါပရိသတ်ထဲမှာအခုလိုတဏှာရဲထိုင်တာတောင်မှပဲအစဉ်လိုက်ခွဲပြီးတော့တဦးနဲ့တဦးလက်လန်းမိပြီးစော်ကားလို့မရအောင်လို့ဆိုပြီးတော့ပို့ပြီးတော့ဒီညှင်းခုန်မှုတွေစကားများမှုတွေခိုက်ရမှုတွေမဖြစ်လာအောင်လို့မြတ်စွာဘုရားထိုင်တာကနေစပြီးတော့လမ်းညွှန်မှုကိုပြုထားတဲ့အတိုင်းမြတ်စွာဘုရားထိုင်ခိုင်းတယ်အဲ့တော့ဒီကိုယ်တော်တွေဒီလောက်နဲ့ရပ်သွားလားဆိုမရပ်ဘူးဆွမ်းသားเจ้าမှာလည်းပဲဆူညံဖြစ်လာတယ်ဟောမကြည်မနှက်တွေကတော့ဆင့်ပွားပြီးတော့လာတယ်တစ်ဖက်ကမကြည်နှက်ဟိုဘက်ကမကြည်နှက်မှုတွေတိုးပွားလာတယ်တိုးပွားလာတော့မြတ်စွာဘုရားကိုယ်တိုင်သူတို့ကိုကြွရောက်ပြီးတော့ဆုံးမဩဝါဒပေးတယ်ယဟန်တို့မငင်းခုန်ကြနဲ့ခိုက်ရမပြူကြနဲ့တုံးနဲ့တူသီးခံခွင့်လွတ်ပြီးတော့ညီညွတ်စွာနေကြဖို့ဆိုတာကိုမြတ်စွာဘုရားဆုံးမဩဝါဒပေးတယ်အဲ့ဒီဆုံးမဩဝါဒပေးတာနဲ့ပတ်သက်ပြီးတော့မစ္စည်းမပဏ္ဏတပါဠိတော်မှာကောသမိယသုတ်တံအဲ့ဒါနဲ့အလားတူတဲ့မြတ်စွာဘုရားရဲ့ဆုံးမဩဝါဒပေးပုံကဥပကိလေသာသုတ်တံဆိုတာလည်းတစ်ခုရှိတယ်ကောသမိယဟန်တွေနဲ့ပတ်သက်ပြီးတော့ဆုံးမဩဝါဒပေးတဲ့သုတ်တံမှာနှစ်သုတ်ရှိတယ်ပေါ့ဒါကသုတ်တံမှာလာတဲ့အချက်တွေအဲ့ဒီလိုမြတ်စွာဘုရားဟာယဟန်တော်တွေကိုနားချဖြောင်းပြဆုံးမတယ်အဲ့ဒီလိုအခက်ခဲတွေကောသမိပြည်မှာဒါမျိုးတွေကြုံခဲ့ရတယ်ပေါ့ကြုံတဲ့အခါမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ဒီတိခံဖို့ခွင့်လွတ်ဖို့ဒါတွေပဲတလျှောက်လုံးဟောလိုက်တယ်အာကောရိနာဇိနေကောရံတို့နာဟိဝေရေနဝေရာနိတို့ဒါတွေနဲ့ပဲမြတ်စွာဘုရားဟာရန်ချင်းမတုံလင်းဖို့ဆိုတဲ့ညီညွတ်ရေးတရားတွေကိုပဲမြတ်စွာဘုရားဟောတယ်နောက်ဆုံးမှာဒီဃဝုမင်းသားလေးရဲ့ဓိဂိတိကောသလမင်းကြီးရဲ့သားဒီဃဝုမင်းသားလေးရဲ့ဇတ်လန်းကိုမြတ်စွာဘုရားဟောပြီးတော့ဒီလိုအဖေတအမေတရှိတဲ့ပစ္စည်းတွေသိမ်းယူပြီးတော့စော်ကားခဲ့တဲ့ပုဂ္ဂိုလ်တောင်မှပဲဒီဃဝုမင်းသားဟာနောက်ဆုံးမှာခွင့်လွတ်နိုင်တယ်ကိုယ်တပ်ဖြတ်လူရက်ပြီးတော့ထားတဲ့ပုဂ္ဂိုလ်တောင်မှပဲခွင့်လွတ်နိုင်သေးတာပဲဘာမဟုတ်တဲ့ကိစ္စလေးနဲ့ခွင့်မလွတ်နိုင်စရာမရှိဘူးလို့မြတ်စွာဘုရားဓိဂတိကောသလဇာလန်းကိုဟောကြားပြီးတော့လဲဒီဇတ်ကိုဟောကြားပြီးတော့လဲယဟန်တွေကိုဆုံးမသွန်သင်ခဲ့တယ်ရလာလို့ဆိုမရဘူးကိုတော်တွေဟာနော်ခေါင်းမာကြအဲ့ဒီလိုဆုံးမဩဝါဒပေးဖို့အလွန်ခက်တဲ့ကိုတော်တွေမြတ်စွာဘုရားအမျိုးမျိုးဆုံးမတာမရတဲ့အခါကျတော့မြတ်စွာဘုရားသခင်ကိုတော်မြတ်တပါးတဲ့တပိတ်ကလေးလွယ်ပြီးဘယ်သူကိုမှမခေါ်ပဲနဲ့ခရီးထွက်သွားတယ်အဲ့တော့ခရီးထွက်သွားတာဟာဘာကြောင့်မြတ်စွာဘုရားရှောင်တိန်သွားတယ်လို့ဒီလိုထင်ကောင်းထင်လိမ့်မယ်ဘာကြောင့်ရှောင်တိန်သွားလဲလို့ဆိုတစ်ချိန်ကြလို့ရှိရင်ဒီကိုယ်တော်တွေဟာသူတို့ရဲ့အမှားတွေကိုရပြီးနောင်တရလာလိမ့်မယ်ခုချိန်မှာတော့ပြောလို့မရသေးဘူးအချိန်တက်နေသေးတယ်ဆိုမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်နောက်ထပ်ဒီယဟန်နေနဲ့ပတ်သက်ပြီးတော့ဘာမှမပြောတော့ဘဲနဲ့တခြားဘက်ကိုခရီးထွက်သွားတယ်ဘာလကလောနကရွာလို့ဆိုတဲ့စားချက်တဲ့နာလန္ဒတထေကြီးဥပလိရဲ့စားချက်တဲ့ရွာကလေးဘက်ကိုခရီးထွက်သွားတာအဲ့ဒီမှာဘဂုဆိုတဲ့ကိုတော်တပါးတည်းနေတဲ့ပုဂ္ဂိုလ်နဲ့မြတ်စွာဘုရားကြွရောက်ပြီးအဲ့ဒီကိုတော်ကိုတရားဓမ္မဟောပြီးပါစိနဝန္တလို့ဆိုတဲ့အရှိဝါတော်အဲ့ဒါညီညွတ်တဲ့ယဟန်တော်၃ပါးသတင်းသုံးတယ်တဲ့အနုရုဒ္ဓတဲ့ရှင်နန္ဒီယတဲ့ရှင်ကိမိလတို့ဒီ၃ပါးသတင်းသုံးတဲ့တောထဲကိုမြတ်စွာဘုရားကိုယ်တိုင်ကြွသွားပြီးသူတို့ရဲ့ညီညွတ်နေကြပုံတွေနဲ့ပတ်သက်ပြီးမေးမြန်းတဲ့အခါမှာသူတို့၃ပါးဟာအလွန်ညီညွတ်ကြတယ်ဘယ်လိုညီညွတ်တုံဆိုတက္ကံစိတ်တံနိခိပိတဝါပရတ္တစိတ်တတဝတေနဝတေယံလို့ဆိုတဲ့သူတို့ရဲ့ခံယူချက်ဟာငါစိတ်ဆန္ဒအတိုင်းငါစိတ်ဆန္ဒကိုဖယ်ထားတက္ကံစိတ်တံနိခိပိတဝါငါဖြစ်ချင်တာဖယ်ထားသူဖြစ်ချင်တာငါလုပ်ပေးမယ်ဆိုစိတ်ပဲနော်အဲ့ဒါညီညွတ်ရေးအတွက်ဟာဒီဟာအရေးကြီးဆုံးပဲပေါ့မိသားစုနေထိုင်တဲ့အခါမှာလည်းအေးအားလုံးကဒီစိတ်တော့ရှိရမယ်တစ်ဖက်သက်တယောက်တည်းကလုံးလို့တော့မရဘူးနော်ဇနီးမောင်နှံ2ယောက်ဆိုလို့ရှိရင်မောင်လှုပ်တဲ့ပုဂ္ဂိုလ်ကလည်းပဲငါစိတ်ငါဆန္ဒဖယ်ထားသူဆန္ဒအတိုင်းငါလုပ်ပေးမယ်ဟိုကလည်းပဲငါဆန္ဒဖယ်ထားသူဆန္ဒအတိုင်းလိုက်မယ်ဆိုရင်ဒီစိတ်ဓာတ်မျိုးရှိပြီဆိုရင်မငြင်းညွတ်เสียအကြောင်းဘာမှမရှိဘူးပေါ့ဒီလိုဆိုလိုတာအဲ့ဒါကြောင့်မို့လို့လောကကြီးမှာညီညွတ်ဖို့ဆိုတာကိုယ်ဆန္ဒကိုရှေ့တန်းတင်လို့မညီညွတ်ကြတာလေလူတွေက
ကိုယ်ဆန္ဒကိုရှေ့တန်းမတင်နဲ့သူ့ဆန္ဒကိုထည့်သွင်းစဉ်းစားရသူ့ဆန္ဒကိုသူ့ဆန္ဒကိုယ်ဆန္ဒမျှတပြီးတော့ဆက်ဆံမယ်ဆိုလို့ရှိရင်မညီညွတ်เสียအကြောင်းဘာတစ်ခုမှမဖြစ်ဘူးလို့မြတ်စွာဘုရားအဲ့ဒီမှာလည်းပဲညီညွတ်ရေးတရားဟောပြီးတော့နောက်ဆုံးရခိတဝနတန္တာလို့ဆိုတဲ့ပါဠိတွေကတော်တယ်ကြွပြီးတော့တပါးတည်းဝါသတင်းသုံးနေထိုင်ခဲ့တာအဲ့ဒီကောတမီပြည်ဝါဆိုတဲ့နေ့ဝါကျွတ်ပြီးတဲ့အခါမှာဒီပြဿနာတွေကနေမြတ်စွာဘုရားပါဠိတွေကတော်ဘက်ကိုကြွသွားခြင်းပဲဖြစ်တယ်ပေါ့အေးဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့ဘုရားမြတ်စွာကိုတော်မြတ်ဟာလောကသားတွေအတွက်ကြိုးစားအားထုတ်တဲ့နေရာမှာအခက်ခဲတွေများစွာရှိတယ်မိမိရဲ့တပည့်တာဝကတွေထဲမှာလည်းပဲမြတ်စွာဘုရားစကားအတိုင်းမလိုက်နာတဲ့ပုဂ္ဂိုလ်တွေရှိနေတယ်အဲ့ဒီလိုရှိနေတာကိုသိခံခြင်းခွင့်လွှတ်ခြင်းနော်အကျဉ်းနာထားခြင်းအပြင်မြတ်စွာဘုရားသခင်ကိုတော်မြတ်သည်နောက်တစ်ချိန်သူတို့နားလည်လာတဲ့အခါယိုကျိုးလာအောင်အနေထားတစ်ခုမှာမြတ်စွာဘုရားသည်ဘယ်ဘက်မှမလိုက်ဖဲနဲ့တိမတ်စွာနေထိုင်ခြင်းဖြင့်ပြဿနာတစ်ခုကြီးထွားမလာအောင်ထိမ့်သိမ်းဆောက်ရှောက်တော်မူနိုင်ခဲ့တယ်ဆိုတဲ့ဘုရားသခင်ကိုရောမြတ်ရဲ့ယတ္တိမှုကြီးညိုအားရကြပြီးဘုရားနုဒတိကမ္မထံကျိုးပန်းအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံပဝါယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအပ်မေတ္တာတဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်တဝေတံကျွင်းမဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့ဤမနောတရတိမြင်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရွှင်မြူဝုံမုံလူလျက်ကြည်နုဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခနကလေအောင်လေးတဲ့ရောရှက်သင်ပြန့်ပီတိတည်ဟုသောယနံတို့သည်ပဝါယန္တုကောင်းစွာမသိကြိုင်လိုက်၍နေကြပါစေကုန်သတည်း